ရေနွေးငွေတွေထောင်းထောင်းထနေတဲ့ရေချိုးခန်းလေးတဲ့လီယန်တယောက်အုတ်ခုံပေါ်မှာမှောက်နေတဲ့လူကိုအဝါရောင်ပူဝါကျန်းကြီးနဲ့အားရပါရပုတ်တိုက်ပေးနေပါတယ်အဲ့ဒီအချိန်မှာအဲ့လူကနာကျင်လွန်းလို့အော်ဟစ်လိုက်ပြီးနတ်သူတော်စင်တနာညာတာပေးပါဒါကဒဏ္ဍာရီထဲကအယိုးချင်းငရေခန်းကပူကျိုးများလားကိုရောရဲ့ဝိညာဉ်တလေတောင်မင်းစီမှာအရှင်လက်လက်ဆွဲထုတ်ခံရတော့မယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတော့လီယန်ကတပြင်းချရင်ဘာရီရှောက်អော်နေတာလဲဦးလေးခမ ्या ကိုဘောကကြီးတွေကတောက်ရမ်းကိုအခွန်တောင်တက်နေပြီပဲကျွန်တော်ရဲ့ကိုရွန်တန်ပိုခါဖရီပေးတဲ့အဝါရောင်အကျန်းစားတဲတိုက်ပူဝါတော့ပုတ်တိုက်ရလွန်းလို့မီးပွင့်တော့မယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်လီယန်ကအစိမ်းရောင်ခေါင်းလျှော်ရည်ဘူးလေးကိုယူပြီးညှစ်ချလိုက်ရင်ဦးလေးခမ ्या ကိုဘောကအနံ့ကအရန်ပြင်းတော့မဲ့ကြီးတွေတော့ပြောင်းသွားပြီးဒါပေမဲ့အနံ့ကဆွဲနေပြီလေလာဦးလေးခမ ्या ကိုပြုစုစောင့်ရှောက်ရေးအစီအစဉ်လေးတစ်ခုလုပ်ပေးမယ်ခေါင်းလေးဆန့်ပေးလို့ဆိုကခေါင်းလျှော်ပေးလိုက်ပါတယ်ခေါင်းလျှော်ရည်အမြုပ်တွေနဲ့အတူလူကြီးကမျက်လုံးလေးမိတ်ပြီးအရသာခံနေရင်းကနေနတ်သူတော်စင်ကိုတော့ခေါင်းပေါ်လောင်းချလိုက်တဲ့2000ချီအေးခဲနေတဲ့တလင်းရီခဲရီကဘလို့နတ်ဖျားပစ္စည်းလဲကိုတော့ရဲ့တွေးကြောတွေအကုန်ပွင့်သွားပြီးလိုဝမ်းသာအားရအော်ပြောပါတယ်လီယန်ကတော့ခပ်ပေါ်ပေါ်ပဲဦးလေးအဲ့ဒါကနှယွန်တန်ပူစီနန်ပေါက်ပြောက်ခေါင်းလျှော်ရည်ပါမျက်လုံးမိတ်ထားမျက်လုံးနဲ့မဝင်စေနဲ့နောက်ပြီးခမ ्या ကြီးတွေအရမ်းများလို့အချိန်ထပ်တိုးရမယ်နော်လို့ပြန်ရှင်းပြလိုက်ပါတယ်ခေါင်းပြောင်ဘိုက်ရွှဲရွှဲနဲ့ဝန်နာလုံးဆိုတဲ့လူမိုက်ကောင်းဆောင်ကသူ့လူတွေကိုခေါ်ပြီးလီယန်ရဲ့ရေချိုးကန်းနဲ့ဝင်ချလာပါတယ်သူကလီယန်ကိုလက်ညှိုးထိုးပြီးလီယန်အရင်ရောအတိုးရော3သိန်းမနှက်ဖြန်နေ့လေ12နာရီပတ်စံမတွေ့ရင်ငါကိုယ်တိုင်မြေတူးဆက်ခေါ်ပြီးမင်းရဲ့ဒီရေချိုးကန်းစုပ်ကိုဖြိုချပြီးကပ္ပကင်လုပ်ပြမယ်လို့ရာဆက်တန်ပေးလိုက်ပါတယ်လီယန်ကလည်းမခံချင်စိတ်နဲ့ဝန်နာလုံးအစကပတ်စံချီလုံးက6လနေမှပြန်ဆက်ရမယ်လို့ရှင်းရှင်းလင်းလင်းပြောထားပြီးတော့အခု3လပဲရှိသေးတယ်မင်းကအရင်ရောအတိုးရောပြန်တောင်းနေပြီးမင်းကငါဆိုင်ကိုတမင်တက်တင်းကျင်နေတာပဲလို့ပြန်ပတ်ပါတယ်ဝန်နာလုံးကလှောင်ရည်ရင်းတင်းရမယ်ဟုတ်လားမင်းရဲ့ဒီစုပ်ပလုတ်နေရကိုအလကားပေးရင်တောင်နေရယူတယ်လို့ထင်သေးတယ်ငါကမင်းကိုကြည့်မရလို့ကွာဘာဖြစ်လဲမှတ်ထားမနှက်ဖြန်နေ့လေ12နာရီပတ်စံမရှိရင်ဒီဆိုင်ကိုဆက်ထားဖို့မစင်စားနဲ့တော့သွားမယ်ဆိုပြီးထွက်သွားပါတော့တယ်လူတွေထွက်သွားတော့လီရန်တယောက်ဆိုဖာပေါ်မှာစိတ်ပြက်လက်ပြက်ထိုင်ချလိုက်ပြီးငါအဖိုးချန်ထားခဲ့တဲ့ဆိုင်လေးအဖြက်စီးခံရတာကိုတကယ်ပဲဒီအတိုင်းလက်ပိုက်ကြည့်နေရတော့မှလားလို့ညှိတွားလိုက်ပါတယ်ညဘက်ရောက်တော့လီရန်က VIP အခန်း3ထဲဝင်ပြီးစစ်လိတ်တောက်နေတော့ရုတ်တရက်အုတ်ခုံပေါ်မှာမိတောက်တွေနဲ့အတူလေဟာနဲ့တကားပေါက်ကြီးပွင့်လာပါတယ်အဲ့ဒီထဲကနေလူတယောက်ပြုတ်ကျလာပြီးရွှေဖူခွေးအိုကြီးမင်းဆက်တာကအသက်ရှည်စေးလုံးဝမဟုတ်ဘူးကိုမြေအောက်တေမင်းတမန်အစိတ်ပဲကိုရောရဲ့ဝိညာဉ်တန်တွေကဒီနှစ်1000အစိတ်စေးလုံးရဲ့ဝါမျိုးတာခံရတော့မယ်လို့အော်ဟစ်နေပါတယ်ပြုတ်ကျလာတဲ့အတန်ကြောင့်လီယန်တောင်စစ်လိတ်လွတ်ကျသွားပြီးလာခွန်ဘာတရေတစေကြီးလဲလို့လန့်អော်လိုက်ပါတယ်အဲ့လူကကဲပါဦးလို့တောင်းပန်တော့လီယန်ကဒီခေတ်ကငွေညစ်တဲ့လူတွေကဒီလောက်တောင်စူးစမ်းကြတာလားပတ်စံညစ်ဖို့ရေစိုးပိုက်ထဲကနေတိုးဝင်လာပြီးငါရေချိုးခန်းနဲ့ပြုတ်ကျလာတာလားဦးလေးကျွန်တော်ဆိုင်ကမနှက်ဖြန်ဆိုအတင်းအဓမ္မဖြက်စီးခံရတော့မှခမရကျွန်တော်ကိုလာညစ်မနေနဲ့ဘေးနာကဝန်တာလုံးစီသွားညစ်ပါလားလို့ပွားစီပြောလိုက်ပါတယ်ဒါပေမဲ့လည်းလီယန်ကအင်ဂျီကိုချွတ်လက်အိတ်ဆွတ်လိုက်ပြီးထားလိုက်ပါတော့ငါကန်ဆိုးတယ်လို့ပဲမှတ်လိုက်ပါမယ်ငါရဲ့ VIP ခန်းနဲ့ပြုတ်ကျလာမှာတော့ငါရဲ့အနီရောင်အုတ်ခုံပေါ်မှာခမ ्या ကိုအသေးမခံနိုင်ပါဘူးရောက်လာမှာတော့ခမ ्या ကိုတန်ရှင်းသွားအောင်တေချာချိုးပေးလိုက်မယ်ငါနေရာပေးချမ်းမသွားအောင်လို့ပြောရင်းရင်ချမ်းရင်ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကိုစစ်ဆေးလိုက်ပါတယ်ပြီးတော့ဦးလေးခမ ्या ကိုဘောကကြီးတွေကအခွန်တောင်တက်နေပြီးအနည်းဆုံး20လောက်ရေမချိုးပဲနေလာတာမလားဒီနေ့ခမ ्या ကန်ကောင်းတယ်ရေချိုးကြီးတိုးလောကရဲ့ပါရမီရှင်ကျွန်တော်နဲ့လာတွေ့တာပဲခမ ्या ကိုချွေးထွက်များပြီးအကျော်တွေပါပွင့်သွားမဲ့အထုပ်ထိတ်အရေးခွန်ကွာအစီအစဉ်လေးလုပ်ပေးမယ်နည်းနည်းတော့ဆက်မယ်နော်တောင်းခံထားဆိုပြီးအားရပါရပို့တိုက်လိုက်တာမီးတွေပါပွင့်ထွက်သွားပါတယ်အဲ့ဒီခါလူကြီးကဒါကဘာမော်လက်နဲ့လဲဒါကရှေ့ခေတ်နတ်သူတော်စင်လောကကအယိုးချင်းငရေခမ်းပိုးကျိုးများလားသူကငါရဲ့အသားစားတွေကိုအရှင်လက်လက်ခွာချပြီးအစိတ်တွေကိုဆွဲထုတ်နေတာပဲဒါကပြောက်ကွယ်သွားပြီဖြစ်တဲ့အယိုးချစ်ချင်းစီစေးကြောချင်းမဟာတိုင်းပညာပဲနတ်သူတော်စင်ချမ်းသာပေးပါဖြည်းကိုရောရဲ့ဝိညာဉ်တဏီကမင်းစီမှာအပုတ်တိုက်ခံရလို့ပျက်စီးတော့မယ်လို့ငိုယိုအော်ဟစ်ပါတယ်လီယန်ကတော့ဂယုမဆိုင်ပဲရှောက်မလုံးနဲ့ခမ ्या ရဲ့ဒီအသက်ကြီးတဲ့လက်မောင်းတွေခြေထောက်တွေကအတော်လေးအားကောင်းသေးတာပဲတေချာမှောက်နေခမ ्या ရဲ့ကြီးတွေကအရန်ကောင်းပါတယ်အားမထက်ရင်လုံးဝကျွတ်မှာမဟုတ်ဘူးဒီနေ့ခမ ्या ကိုနေရဲသွားတဲ့အထိမတိုက်ချုပ်ပေးနိုင်ရင်ကျွန်တော်နာမည်လီကိုပြောင်းပြန်ရေးလိုက်မယ်လို့အော်ပြောပြီးရေးပြောင်းပေးလိုက်ပါတယ်ပြီးတော့ဦးလေးလက်လိုက်တော့ကိုဘာသာကိုနည်းနည်းလှုပ်ရှားလိုက်ကျွန်တော်ခမ ्या အရှိဘက်ကိုတိုက်ပေးရအောင်လို့ခိုင်းလိုက်ပါတယ်လူကြီးပက်လက်လှန်လိုက်တဲ့အခါသူ့ကိုယ်သူကြည့်ပြီးလျှက်စီးတန်းတွေထွက်ပေါ်လာတယ်လို့ခံစားလိုက်ရပါတယ်သူကအံ့ဩတကြီးနဲ့ကိုရောရဲ့နှစ်1000အစိတ်တွေပြောင်းစင်သွားအောင်အချစ်ခံလိုက်ရပြီပဲဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲရွှေဖူခွေးအိုကြီးကပြောဘူးတယ်ဒီအစိတ်ကအယိုးထဲထိစိတ်ဝင်နေပြီးဒန္နာရီတဲကမဟာယာနအဆင့်ရှိတဲ့နတ်သူတော်စင်စစ်ကတွေးလဲတဲ့ပညာရက်ကိုသုံးရင်တောင်မှမဟုတ်ရင်နတ်ဖျားတွေတောင်ကဲဖို့ခက်တယ်လို့နတ်သူတော်စင်ခုနကတင်သုံးပြုခဲ့တာရှေးခေတ်ကပျောက်ကွယ်သွားတဲ့ရုပ်ပိုင်းဆိုင်ရာအယိုးချစ်ချင်းစီစေးကြောတဲ့မဟာအစီရင်များလားတစ်လက်ထဲကအဝါရောင်မော်လက်နက်ကဘဲဆင်းရှိတဲ့နတ်ပစ္စည်းလဲကိုရော့ကိုတဲကအညစ်အကြေးတွေကိုချက်ချင်းဖယ်ရှားပေးနိုင်တာလို့မေးလိုက်ပါတယ်လီယန်ကရေမောရင်ဘာရီလာပြီးရုပ်ပိုင်းဆိုင်ရာချင်းစီစေးကြောတာလဲဦးလေးကျွန်တော်ကြည့်ရတာခမ ्या ကစိတ်ကူးရင်ဝတ္ထုတွေဖတ်တာများနေပြီထင်တယ်ကျွန်တော်လက်ထဲကဟာကကိုယွန်တန်အခမဲ့ပို့ပေးတဲ့အရှိမြောက်ပိုင်းကစစ်မှန်တဲ့အကျန်းစားတဲတိုက်ပို့ဝါလေးပါကြည့်ပြီးတော့ပါတယ်ခမ ्या စီကဒီကြီးအခုန်ကြီးကိုခွာချပေးနိုင်တာကကျွန်တော်ရဲ့23နှစ်ကြာလူပြိုဘဝလက်မောင်းအင်အားကြောင့်ပဲလို့ဖြေလိုက်တော့လူကြီးခမ ्या မျက်လုံးလေးမိတ်ကတက်တောင့်တက်တာရှိလိုက်တာလို့ရေရွတ်လိုက်ပါတယ်အဲ့ဒီနောက်လီယန်ကဦးလေးခမ ्या ကိုပေါ်ကအနံ့ကအရန်ပြင်းတုံးပဲကြီးတွေတော့ပြောင်းသွားပြီးဒါပေမဲ့အနံ့ကဆွဲနေပြီလေလာဦးလေးခမ ्या ကိုပြုစုစောင့်ရှောက်ရေးအစီအစဉ်လေးလုပ်ပေးမယ်ခေါင်းလေးဆန့်ပေး
ဒီကောင်းလျှော်ရည်ကအစီအတိကဖယ်ရှားပြီးပေါက်ပြောက်စေတာနှလုံးသားထဲထိအေးမြသွားပြီးစိတ်ဝိညာဉ်တွေလွတ်ပြန်သွားမယ်ခံစားကြည့်လိုက်လို့ပြောရင်ကောင်းလျှော်ပေးလိုက်ပါတယ်လူကြီးကကောင်းလျှော်ခံနေရင်ရုတ်တရက်မျက်လုံးတွေပွင့်လာပြီးကြောက်စရာကောင်းတဲ့အေးခဲဆွမ်းရင်ပဲစိတ်အာယုံတွေရှင်းလင်းသွားပြီးဝိညာဉ်ကလည်းတည်ငြိမ်သွားပြီးကိုတော့ကို10နှစ်တိတိပိတ်လောင်ထားတဲ့ဝိညာဉ်တည်းအဆင့်ရဲ့အတားအဆီးပွင့်သွားပြီးလို့អော်လိုက်ပါတယ်အဲ့ဒီအချိန်လူကြီးစီကနေစွမ်းရည်တွေပောက်ကွဲထွက်လာပြီးလီယန်တယောက်လွင့်စင်သွားပါတယ်ရေမွန်းသွားတဲ့လီယန်ကချောင်းဆိုးရင်းဦးလေးခမားချီကုန်းကျင့်ထားတာလားဤပေါက်လိုက်တာတော့အတန်ကဒီလောက်ကြရသလားလို့អော်ပြောလိုက်ပါတယ်ဒါပေမဲ့လူကြီးကတော့လီယန်ကိုရိုရိုတေတေအယိုတေပေးလိုက်ပြီးနတ်တူတော်စင်ရဲ့ပြန်လည်မွေးဖွားပေးတဲ့ကျေးဇူးကိုယင်ကျန်းဘယ်တော့မှမေ့မှာမဟုတ်ပါဘူးနတ်တူတော်စင်ကမဟာမော်လက်နက်ကိုတုံးပြီးကိုရော့ရဲ့နှစ်တစ်ထောင်အစိတ်တွေကိုစေးကြောပေးခဲ့တယ်ပြီးတော့2000ချီအေးခဲရေခဲရေကိုခေါင်းပေါ်လောင်းချပေးပြီးကိုရော့ကိုအထွတ်ထိပ်ကိုပြန်ရောက်အောင်ဝိညာဉ်တနေအဆင့်ကိုကြော်ဖြတ်နိုင်အောင်ကူညီပေးခဲ့တယ်ဒီလောက်ကြီးမားတဲ့ကျေးဇူးကိုမဟာချင်းပြည်ကြီးတစ်ခုလုံးနဲ့တောင်ဆက်ဖို့ခတ်ပါတယ်လို့ပြောဆိုလိုက်ပါတယ်လီယန်ကလက်ကပြလိုက်ပြီးရပြီဒီရှေးဟောင်းစကားတွေလာမပြောနဲ့တော့ရေချိုးပြီးရင်မြန်ပတ်စံရှင်ကျွန်တော်ဆိုင်ကမနှက်ဖြန်ဆိုလူတွေရဲ့ဖြူဖြတ်တာခံရတော့မှခမားနဲ့ရှေးခေတ်ဇလန်းလာကပြနေဖို့အချိန်မရှိဘူးလာစရင်တွက်မယ်နော်ကြီးတွန်းလာ9ရွယ်နဲ့9ပြခုနကခမားကိုတုံးပေးလိုက်တဲ့အစင်းညစ်ပူစီနံကောင်းလျှော်ရည်ကို2ရွယ်ထားဒီမျက်နှာတုပ်ပွားကတရွယ်အားလုံးပေါင်း12ရွယ်နဲ့9ပြဦးလေးကျူအားကုတ်စကန်ဖက်မာလာငွေသားလားကျူပြောထားမယ်နော်ကျွန်တော်ဒီမှာစေကူတမှုအာမခံကလက်မခံဘူးလို့ပြောလိုက်ပါတယ်ရင်ကျန်းကလည်းနတ်တူတော်စင်ကနတ်ဖျားအရင်အမြစ်တွေကိုလိုချင်တာတဘာဝကြပါတယ်ကိုရော့ရဲ့တူလောင်ရေးမော်လက်စုပ်ကိုဖွင့်ပြီးအထက်ကအစင်းမြင့်ဝိညာဉ်ကြောက်တုံးတသိန်းရဲ့မဟာချင်းပြည်နိုင်ငံတော်ဘန္နာတိုက်ရဲ့ရတနာမြေပုံရဲ့ကိုပေါင်းပြီးနတ်တူတော်စင်စီဆက်တပါမယ်လို့ပြောရင်သူ့လက်စုပ်ကိုဖွင့်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ဘာမှဖြစ်မလာပါဘူးသူကဒီနတ်တူတော်စင်လောကမှာကိုရော့နဲ့ယင်းနှီးတဲ့ဝိညာဉ်စွမ်းရည်နိယာမတွေမရှိဘူးပဲတူလောင်ရေးလက်စုပ်ဖွင့်မရတော့ဘူးလို့ပြတလဲပြောလိုက်ပါတယ်ဒီတော့မှလီယန်ကကြီးတွန်းတန်ကိုကင်ပြီးဒေါသတကြီးနဲ့ဘလို့ဖြစ်တာလဲဦးလေးရှေးဟောင်းဝစ်စားစုပ်ကြီးဝစ်ပြီးလက်စွပ်တူကြီးဝစ်ထားသေးတယ်အကြာကြီးနေမှကြည့်ရတာခမားကအလကားရေလာချိုးချင်တာကိုကျွန်တော်အခုချက်ချင်းရဲတိုင်လိုက်မယ်ဆိုတာယုံလားမဟုတ်ဘူးအခုချက်ချင်းခမားကိုအဝစ်စားတွေအကုန်ချုပ်ပြီးလမ်းမပေါ်လွှင့်ပစ်လိုက်မယ်လို့ချင်းချောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလူကြီးရဲ့အနောက်ကလေးဟာနဲ့တကားပေါက်ပြန်ပွင့်လာပြီးသူ့ကိုဆွဲသွင်းသွားပါတယ်လူကြီးကအသေးအတန်မဲ့အချိန်နဲ့နေရာလမ်းကြောင်းကပိတ်တော့မယ်မဖြစ်ဘူးကိုတော့နတ်တူတော်စင်လောကမှာချင်းစီစေးကြောတဲ့ကျေးဇူးကျွေးကိုအလကားရယူရဆိုတဲ့အကြောင်းတရားကိုတင်ထားလို့မဖြစ်ဘူးနတ်တူတော်စင်စိတ်လျှော့ပါကိုရော့ရဲ့မော်စွမ်းအင်တွေဒီနေ့ပိတ်လောင်ခံထားရလို့ဝိညာဉ်ကြောက်တုံးတသိန်းကိုထုတ်မပေးနိုင်ဘူးဒါကမဟာချင်းတော်ဝင်မိသားစုကလက်ဆင့်ကမ်းလာတဲ့အဖိုးတန်ရတနာကိုပါဝိညာဉ်စုဆောင်ရေးကြောက်စိမ့်ပါဒီပစ္စည်းကိုနတ်ဖျားအရင်မြင့်ကျွေးအတွက်အရင်အပေါင်ထားလိုက်ပါကိုရော့နန်းတော်ကိုပြန်ရောက်ပြီးအင်အားတွေပြန်စုစည်းမိတာနဲ့တံမိုးကြီးလက်ဆောင်တွေယူပြီးနတ်တူတော်စင်စီကိုထပ်မံဂါရဝပြုဖို့လာခဲ့ပါမယ်လို့အော်ပြောရင်းကြောက်စိမ့်ပြားလေးတစ်ခုအောက်ကိုပြုတ်ကျလာခဲ့ပါတယ်လီယန်ကကြောင်တောင်လေးရက်နေရင်လူကြီးတစ်ယောက်လုံးအရှင်လက်လက်ပျောက်သွားတယ်နေပါဦးအဲ့ဒီဦးလေးကတကယ်ပဲဘဲကနေရောက်လာတာလဲငါရေချိုးခန်းကတကယ်တရေချောက်နေတာလားဒီအထိအတွေ့ဒီတောက်ပမှုမျိုးဒါကအစ်စ်များဖြစ်နေမလားသူကနတ်ပဲဖြစ်တရေပဲဖြစ်မနှက်ဖြန်မနှက်စောပန်ကြားရွံရှေးဟောင်းပစ္စည်းတန်းကိုတွားကြည့်လိုက်ရင်သိရမှာပေါ့လို့တွေးလိုက်ပါတယ်နောက်နေ့မနေ့ရောက်တော့လီယန်ကဖက်တီးချင်းရဲ့ရှေးဟောင်းပစ္စည်းဆိုင်ကိုတွားပြီးကြောက်စိမ့်ပြားကိုပြလိုက်ပါတယ်ဖက်တီးချင်းကတေချာကြည့်ပြီးငါပြောမယ်ညီလေးလီမင်းအဖိုးကအရင်တုန်းကရှေးဟောင်းပစ္စည်းတန်းမှာနာမည်ကြီးတယောက်ပါမင်းလက်ထက်ကြမှာဘလို့လို့အမြင်တွေဒီလောက်ဆိုးရွားသွားရတာလဲဒီကြောက်မဲကြီးကအလင်းပေါက်ရောက်မှုအရန်ညံ့တယ်အထုအစ်စ်ကကြည့်ရတာအတော်လေးခံရပေမဲ့ကြောက်သားကအရန်ကျန်းတယ်အလွန်ဆုံးရှိရင်တစ်စေးအတူပဲဖြစ်မယ်မင်းအဖိုးမျက်နှာကိုထောက်ပြီး200နဲ့စက်ကူဖိဖို့ငါဝယ်ထားလိုက်မယ်လို့နှိမ်ပြောလိုက်ပါတယ်လီယန်ကမခံချင်စိမ့်နဲ့200ဟုတ်လားဖက်တီးချင်းခမားစိတ်ထားပုတ်လုံးနဲ့ကျွန်တော်ကြောက်စိမ့်အကြောင်းနားမလဲပေမဲ့ဒါကလက်ထဲဆုပ်ထားရင်စောင်းတွင်းဆိုနှွေးပြီးနှွေးရသည်ဆိုအေးနေတာပဲဘလို့လုံးတစ်စေးဖြစ်နိုင်မှာလဲကျွန်တော်ဒီနေ့ပတ်စံအရန်ရေးတကြီးလိုနေတယ်ပြက်တသားပြောလိုက်မယ်2000ရမလားမရဘူးလားလို့မေးလိုက်ပါတယ်ဖက်တီးချင်းကဟာတိုက်ရင်မော်ရင်2000ဟုတ်လားမင်းငါကိုပရာဟိတလုပ်နေတယ်ထင်နေလားမင်းပတ်စံလို့နေရင်မင်းရဲ့အဲ့ဒီရေချိုးကန်းစုပ်ကို2000နဲ့ငါကိုရောင်းလိုက်လေမင်းရဲ့ကြောက်တုံးစုပ်ကိုယူပြီးမြန်ထွက်သွားစမ်းပါငါစီးပွားရေးလာမနှောက်ယှက်နဲ့လို့မောင်းထုတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတထေးမလေးစူပင်းရောင်းဝင်လာပြီးခဏဆောင်ပါဦးမင်းလက်ထဲကပစ္စည်းကိုငါ့ကိုပြပါလို့လှမ်းပြောပါတယ်လီယန်ကကမန်းကရန်ဖွက်ထားလိုက်ပြီးဘာလို့မလို့လဲဒါကျွန်တော်ဘိုးဘေးတွေထားခဲ့တဲ့ယတနာဘသူကိုမှအလွယ်တကူမပြဘူးလို့ညင်းလိုက်ပါတယ်စူပင်းရောင်းကငွေသားတန်းပါတယ်တစ်တာကိုဖွင့်ပြလိုက်ပြီးဒီမှာငွေသားတန်းရှိတယ်မင်းငါ့ကိုတစ်ချက်လောက်ကြည့်ခွင့်ပေးရင်ရပြီငါဝယ်သည်ဖြစ်စေမဝယ်သည်ဖြစ်စေဒီတန်းလုံးမင်းကိုပေးမယ်ဘလို့လဲလို့မေးလိုက်ပါတယ်ငွေရဒီကိုမြင်တော့လီယန်မျက်လုံးကျွတ်ကြမတက်ဖြစ်သွားပြီးကြည့်စိတ်ကြိုက်ကြည့်ခမား2ချက်လောက်ရှာနေလျက်ချင်ရင်တော့ကျွန်တော်ခွင့်ပြုမယ်လို့ချက်ချင်းသဘောတူလိုက်ပါတယ်စူပင်းရောင်းကကြောက်စိမ့်ကိုတေချာကိုင်းတွယ်စစ်ဆေးလိုက်ပြီးဒါဘလို့လုပ်ဖြစ်နိုင်မှာလဲဒီကြောက်စိမ့်ကတဘာဝအလျောက်ဖြစ်တည်နေတဲ့ဝိညာဉ်စုဆောင်ရေးအစီရင်မျိုးလုံးပဲပြီးတော့အထဲမှာပါဝင်တဲ့စွမ်းရည်အဆင့်ကငါအဖိုးတရားကျင့်နေတဲ့ရှေးဟောင်းတိုင်းပညာထက်တောင်အစတရာပိုပြီးစစ်မှန်သေးတယ်ဒါကရှေးခေတ်ကလေးကလက်ဆင့်ကမ်းလာတဲ့အဖိုးတန်ယတနာစစ်ပဲဒါကိုပေါ်မှာဆင်မြန်းပြီးတိုင်းကျင့်မယ်ဆိုရင်3နှစ်တောင်မကြာဘူးငါတိုင်းဆရာကြီးအဆင့်ကိုတေချာပေါက်ရောက်နိုင်တဲ့ဒီကြောက်စိမ့်ပြကိုငါယူမယ်လို့အန်အော်ဝမ်းသာစွာပြောလိုက်ပါတယ်ဒါကိုကြားတော့ဖတီးချင်းကချက်ချင်းဝင်လူပြီးမမလေးစုကအမြင်ဆူးရှာတာပဲ
ဒါပေမဲ့ညီလေးလီကခုနကမှဒီပစ္စည်းကိုကျွန်တော်စီရောက်မယ်လို့သဘောတူထားတာကျွန်တော်တန်းပေးမယ်လို့ပြောပါတယ်ဒါပေမဲ့စုပင်းရောင်ကပြက်ပြက်တသားပဲဒီငွေသားတန်းကိုမင်းအခုပဲယူသွားလိုက်ကထဲမှာနောက်ထပ်9တန်းရှိသေးတယ်စုစုပေါင်း10တန်းလှုပ်ဝက်နံပါတ်က86လုံးဒီကြောက်စိမ့်ကငါစုမိသားစုပိုင်သွားပြီးဘသူကန့်ကွက်ရဲလဲလို့ကြေညာလိုက်ပါတယ်လီယန်တယောက်ပတ်စံတွေကိုကြည့်ပြီးကြက်တေးတေးနေရင်10တန်းမင်းညကတောင်းစားမဲ့ပုံပေါက်နေတဲ့ရှုံမီပီလူဦးလေးအလွယ်တကူဆွဲဖြုတ်ပြီး12ရွမ်9ပြတန်ရေချိုးခအပေါင်ပစ္စည်းဖြစ်ထားခဲ့တဲ့ကြောက်စိမ့်ပြစုပ်က10တန်းတောင်ရောင်းရတယ်မဟာချင်းပြည်ရဲ့ကုံစင်းနှုန်းကဒီလောက်တောင်ကြောက်စရာကောင်းနေတာလားလို့အံ့ဩနေပါတယ်စုပင်းရောင်ကဘာတွေငင်းနေတာလဲနဲနေသေးလို့လားလို့မေးလိုက်တော့လီရန်ကမနှဲပါဘူးသဘောတူတယ်ဘော့စ်ကသဘောထားကြည့်တာပဲဘော့စ်ကြီးပွားချမ်းသာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဲ့ဒီနောက်လီရန်ကစပေးလေးစီးပြီးရေချိုးခန်းစီအပြေးပြန်လာရင်3သိန်းဝန်နာလုံးဒီနေ့ငါမင်းကိုပတ်စံနဲ့မပေါက်တတ်ရင်ငါလီလို့နာမည်မခံဘူးလို့ကြုံရလာပါတယ်ရေချိုးခန်းရှိမှာတော့ဝန်နာလုံးနဲ့လူမိုက်တွေရောက်နေပြီဖြစ်ပါတယ်ဝန်နာလုံးက12နာရီထိုးပြီးလီယန်ဆိုတဲ့ခွေးကောင်လေးတကယ်ထွက်ပြေးသွားပြီပဲ3သိန်းဆိုတာသူနောက်ဘဝအထီတောင်ဆက်နိုင်မှာမဟုတ်ဘူးတေချာနားထောင်ကြဒီရေချိုးခန်းစုပ်ရဲ့မျက်နှာစာကိုအကုန်ဖြိုချပစ်လိုက်ဒီညငါအားလုံးကိုမာဆက်မှာတကားခံမဲလို့အမိတ်ပေးလိုက်ပါတယ်လူမိုက်တွေကကောင်းပါပြီလုံကိုလို့អော်ပြီးဖြိုဖို့လုပ်နေတော့လီယန်ရောက်လာပြီးဝန်နာလုံးအဖိုးကြီးရက်လိုက်ဆိုင်လို့အော်ဟစ်တားစီလိုက်ပါတယ်ဝန်နာလုံးကချင်းချောက်တဲ့လေတံနဲ့လီယန်မင်းသိချင်နေတာလားငါမြေတူးဆက်ကမင်းပေါ်ကနေမကြိတ်ရဲဘူးထင်နေလားလို့ပြန်អော်ပါတယ်လီယန်ကဝန်နာလုံးငါတို့အဖြူပေါ်မှာအမဲနဲ့ရှင်းရှင်းလင်းလင်းရေးထားတာအကျွေးယူရင်ပြန်ဆက်ရမှာတဘာဝပဲအခုမှနေ့လယ်7နာရီနဲ့9မိနစ်ပဲရှိသေးတယ်ငါပတ်စံလာပို့ပြီးမင်းဘာခွင့်ရေးနဲ့ငါဆိုင်ကိုလာဖြတ်တာလဲလို့မေးခွန်းထုတ်ပါတယ်ဝန်နာလုံးကလှောင်ရည်ရဲပြီးပတ်စံလာပို့ပြီးဟုတ်လားမင်းလိုမွဲတေနေတဲ့ကောင်ကလားမင်းတမနက်ခင်းလုံးထွက်ပြီးဖာကောင်းလို့ရင်တော့3သိန်းပြည့်အောင်စုနိုင်မှာမို့လို့လားမင်းသာ3သိန်းထုတ်ပေးနိုင်ရင်ငါဒီနေ့ဒီမြေတူးဆက်ရဲ့ဘိန်းကျိုးပြားကြီးကိုအရှင်လက်မျိုးချပြမယ်လို့စိန်ခေါ်လိုက်ပါတယ်လီယန်ကဒါမင်းပြောတာနော်လို့ပြောပြီးတစ်တာကိုဖွင့်ကငွေထုတ်တွေနဲ့ဝန်တာလုံးကိုပေါက်လိုက်ပါတယ်ငွေတွေကိုမြင်တော့ဝန်တာလုံးလန့်သွားပြီးဒါကအတုတွေမလားမင်းအတုတွေနဲ့ငါ့ကိုလာလိန်ရဲတယ်လို့ပြောပါတယ်လီယန်ကမခံချင်စိတ်နဲ့ကိုယ့်ဘာသာကိုစမ်းကြည့်လေဒီအထီတွေ့ကိုအတုစစ်ခွဲတဲ့မြင်းကိုနားမလည်ဘူးလားငွေစစ်ဆက်ယူလာပေးရမလား3သိန်းအရင်ရောအတိုးရောတပြားမှမလျှော့ဘူးပိုနေတဲ့တသိန်းကအခုငါမင်းကိုစုချလိုက်တာမင်းရဲ့မြေတူးဆက်ကိုယူပြီးငါနယ်မြေထဲကနေထွက်သွားစမ်းလို့မောင်းထုတ်လိုက်ပါတယ်ဝန်နာလုံးလည်းနောက်ဆုတ်သွားပြီးကောင်းပြီလီယန်မင်းတတိရှိတယ်ဒီနေ့ဒီအကျွေးစင်းရှင်းသွားပြီဒါပေမဲ့မင်းအယမ်းမပြောနေနဲ့မင်းရဲ့ဒီချိုးခန်းစုပ်ကစောစောဖြစ်နောက်ကျဖြစ်တကားပိတ်ရမှာပဲသွားမယ်ဆိုပြီးထွက်သွားပါတော့တယ်လူရှင်းသွားတော့လီယန်ကငွေတက်တာကိုကြည့်ကပြုံးနေရင်ပတ်စံရှိတဲ့ခန်းစားချက်ကတကယ်မိုက်တာပဲ10တန်းတောင်ငါတစ်သက်လုံးပူစရာမလိုတော့ဘူးဒါပေမဲ့ကြောက်စိမ့်ပြအစုပ်လေးတစ်ခုက10တန်းတောင်ရောင်းရတယ်အဲ့ဒီဦးလေးကတာမန်လူလုံးဝမဟုတ်ဘူးငါရဲ့ဒီချိုးခန်းစုပ်လေးကတစုံတရာတော့နတ်တူတော်စင်လောကနဲ့ဆက်သွယ်နေတာများလားဒါကအချိန်နဲ့နေရာစုံမက်ဆိုမှတော့အဲ့ဒီဦးလေးသွားတော့ကနတ်တူတော်စင်တွေကိုခေါ်လာမယ်လို့ပြောခဲ့သေးတယ်ငါဒီတိုင်းအချောက်တိုက်ထိုင်ဆောင်နေလို့မဖြစ်ဘူးဒီနတ်တူတော်စင်ဖောက်တယ်တွေကိုထိန်းထားခြင်းရင်ငါရေချိုးခန်းရဲ့အစင်တန်းကိုမြင့်တင်ရမယ်နိုင်ငံခြားထုတ်အစီနှစ်တွေချမ်ပိုင်တောင်ကနှစ်တရာတက်တန်းရှိတဲ့လူစင်စစ်ဂျင်းစင်စိန်တဲ့ကန်တွေဟိမဝန္တာတောင်တန်းကနှင်းစီစားရေချိုးကန်တွေအကုန်လုံးစီစဉ်ထားလိုက်မယ်ငါဒီနေရာကိုလောကအားလုံးမှာအစင်အမြင့်ဆုံးရေချိုးစင်တာဖြစ်အောင်တည်ဆောက်မယ်လို့စိတ်ကူးရင်နေပါတော့တယ်တစ်ဖက်မှာတော့မဟာချင်းပြည်နန်းတော်ကြီးထဲမှာမိမဆိုးကြောက်ကောင်းတဲ့ဝင်ကြီးချုပ်လီစီတို့ဆွေးနွေးနေကြပါတယ်။ကြောက်ကောင်းကအမတ်မင်းအရှင်မင်းမြတ်ကနဝမဝိညာဉ်ကန်ထဲမှာတကားပိတ်တရားကျင့်နေတာ3ရက်တိတိရှိသွားပြီးသတင်းစာအနာလေးတောင်မရဘူး။သတင်းတွေရရွှေဖူဆက်တက်လိုက်တဲ့ရွှေဆေးလုံးကအပြစ်အနာစာရှိတဲ့အရှင်မင်းမြတ်ကံမကောင်းအကြောင်းမလားဖြစ်သွားပြီလားမသိဘူးလို့ပြောပြီးလီစီဘက်ကိုလှည့်ကနိုင်ငံတော်မှာတရက်4တောင်ရှင်းပြရင်မရှိလို့မဖြစ်ဘူး။ဝင်ကြီးချုပ်မင်းစောစောစီးစီးဆုံးဖြတ်ချက်ချဖို့တောင်းဆိုပါတယ်လို့တွေးထုတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်မင်းကြီးကနန်းပလင်ပေါ်မှာထွက်ပေါ်လာပြီးမင်းတို့ကိုဘသူကအခွင့်အရေးပေးလို့ကိုတော်တေးပြီလို့ချိန်ဆရဲရလဲလို့ဒေါသတကြီးអော်လိုက်ပါတယ်အားလုံးလဲလန့်ဖြတ်ပြီးဒူးထောက်သွားကြပါတယ်ကြောက်ကောင်းကတုံရင်တဲ့အတန်နဲ့အရှင်မင်းမြတ်တဲ့ရဲ့ကြင်ကြံမှုအဆင့်ကဝိညာဉ်တည်းအထွတ်ထိပ်အဆင့်ရောက်နေပြီပေါ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့မေးလိုက်ပါတယ်ရင်ကျန်းကဂုံယူစွာနဲ့ကိုတော်ဟာနတ်တူတော်စင်လောကကအစွမ်းထက်သူတဦးရဲ့အမြင့်မြတ်ဆုံးသောကောင်းချီးကိုရခဲ့တဲ့မဟာမော်လက်နက်ကိုတုံးပြီးအညစ်အကြေးတွေကိုစေကြောပေးခဲ့တယ်ပြီးတော့2000ချီအေးခဲရီကိုခေါင်းပေါ်လောင်ချခံရပြီးအစိတ်တွေအကုန်ပျောက်သွားရုံတင်မကဘူးဝိညာဉ်တည်းအဆင့်ကိုပါတဟုန်ထိုးကြော်ဖြတ်နိုင်ခဲ့တဲ့ကြောက်ကောင်းမင်းအပြစ်မင်းတိလားလို့အော်ငေါက်လိုက်ပါတယ်ကြောက်ကောင်းကအရှင်မင်းမြတ်ချမ်းသာပေးပါကျွန်တော်မျိုးလူတောင်းမှန်နေတော့ရင်ကျန်းကလက်ဝဲရလိုက်ရာကြောက်ကောင်းလွှင့်စင်သွားပါတော့တယ်အမတ်တွေအားလုံးကအရှင်မင်းမြတ်ရဲ့မော်စွမ်းအင်တွေအောင်မြင်ပြည့်စုံသွားတဲ့အတွက်ဂုဏ်ပြုပါတယ်တက်တော်ရကျော်ရှိပါစေတက်တော်ရကျော်ထောင်ကျော်တောင်းကျော်ရှိပါစေလို့အော်ဟစ်ဆုတောင်းကြပါတယ်ရင်ကျန်းကဆက်ပြီးအမိတ်တော်ပြန်တန်းရွှေဖူတစ်ဆွေလုံးတစ်မျိုးလုံးကိုအခုချက်ချင်းဖမ်းဆီးစစ်ဆေးလို့နောက်ပြီးမဟာချင်းပြည်နိုင်ငံတော်ဗန္ဒာတိုက်ရဲ့အမြင့်ဆုံးလွှာကိုဖွင့်လိုက်ကိုတော်သိမ်းစီထားတဲ့နှစ်1000တက်တန်းရှိမိကြပန်းအစင်းမြင့်ဝိညာဉ်သွေးကြောတွေနက်ရှိုင်းနဲ့ပင်လယ်ကျမ်းပြင်ကနဂါးချင်းစီတွေကိုတူလောင်ရေးမော်လက်နက်ထဲအကုန်ထည့်လိုက်လို့အမိတ်ပေးလိုက်ပါတယ်လီစီကအန်အော်ဒကြီးနဲ့အရှင်မင်းမြတ်တင်စီစဉ်နေတဲ့ဒီလောက်များပြားတဲ့အဖိုးတန်ရတနာတွေကဘယ်နဲ့တူတော်စင်ဂိုင်းကိုတွားတိုက်ခိုက်ဖို့ပြင်ဆင်နေတာလဲလို့မေးလိုက်ပါတယ်ရင်ကျန်းကပြုံးပြီးနတ်တူတော်စင်ဂိုင်းကိုတိုက်ခိုက်မယ်ဟလားအဲ့ဒီတာမန်ကိုင်းတွေကဘာအဆင့်ရှိလို့လဲကိုတော်ကတမိုးကြီးလက်ဆောင်တွေပြင်ဆင်ပြီးနတ်တူတော်စင်လောကကိုတွားပြီးကိုတော်ကိုကောင်းချီးပေးခဲ့တဲ့ကြီးတွန်းနတ်တူတော်စင်စီတွားရောက်ဂါရဝပြုမလို့နတ်တူတော်စင်ရဲ့ကြီးမားတဲ့ကျေးဇူးတော်ကိုကိုတော်ကနိုင်ငံတော်ရဲ့စီးစိမ်တွေအကုန်ပုံဟောပြီးအဲ့ဒီ12ရွန်9ပြတန်နတ်အရင်မြင့်ကျွေးကိုရှင်းပြရမယ်လို့ကြေညာလိုက်ပါတယ်လီယန်ကအင်တာနက်ကနေဈေးနှုန်းတွေကိုကြည့်နေရင်ချမ်ပိုင်တောင်တောရိုင်းလူချင်းစင်းစိန်တဲ့ကန်ကအော်ဒါလောက်ခ18သိန်း
ဟိမဝနာနင်းစီစာအကြံဖြင့်လိန်ဆေးက23သိန်းဒါတွေကငါရဲ့ရေချိုးခန်းတစ်ခုလုံးထက်တောင်ပိုစေးကြီးနေသေးတယ်ရွှေတာပြီးသုံးမရမယ်တကယ်လို့များအဲ့ဒီဦးလေးပြန်မလာခဲ့ရင်ဒုက္ခပဲလို့တွေးပူနေပါတယ်အဲ့ဒီအချိန်မှာပဲလေဟာနဲ့တကားပေါက်ထပ်မံပွင့်လာပြီးရင်ကျန်းနဲ့မန်ချန်တို့ရောက်ရှိလာပါတယ်လီယန်ကဝမ်းသာအားရဦးလေးခမရောက်လာပြီပဲပြီးခဲ့တဲ့အချိန်ကအရန်အလင်းစလို့ပြန်သွားတော့ဆက်သွယ်ရမယ်လိပ်စာလေးတောင်မချန်ထားခဲ့ဘူးခမနေရာရှာမတွေ့တော့ဘူးလားလို့စိုးရိမ်နေတာမြန်ဝင်ပါဒီနေ့ခမကို VIP ဖြစ်အစစ်မြင့်တင်ပေးမယ်လို့နှုတ်ဆက်ပါတယ်ရင်ကျန်းကအယိုသေးပေးရင်ကိုတော်နတ်တူတော်စင်လောကကိုထပ်ပြီးနှောက်ယှက်မိပြန်ပြီးတကယ်ကိုမတက်တာတဲ့အကြောင်းရင်းရှိလို့ပါပြီးခဲ့တဲ့အချိန်ကနတ်တူတော်စင်ပေးသနာခဲ့တဲ့ချင်းစီစေးကြောချင်းကောင်းချီအတွက်ကျေးဇူးတင်လို့မဆုံးပါဘူးဒီတစ်ချိန်မှာအဖိုးတန်လက်ဆောင်တွေအထူးပြင်ဆင်လာပါတယ်နတ်တူတော်စင်ပြုံးပြီးလက်ခံပေးပါဦးဒါကနှစ်1000တက်တန်းရှိမိကြစေပါမဟာချင်းပြီးဘန္နာတိုက်ရဲ့အဖိုးတန်ဆုံးယတနာပါကျင့်ကြံသူတွေရဲ့ခန္ဓာကိုယ်ကိုတန့်စင်ပေးနိုင်ပြီးအယိုးတွေကြောတွေကိုပါပြောင်းလဲပေးနိုင်ပါတယ်လို့ပြောပြီးယတနာကိုကမ်းပေးလိုက်ပါတယ်လီယန်ကစိတ်ထဲကနေနောက်ထပ်ယတနာတစ်ခုပဲပြီးခဲ့တဲ့တစ်ခေါက်ကကြောက်စိမ့်စုပ်က10တန်းတောင်ရတယ်ဒီဟာကြီးကကြည့်ရတာအဲ့ဒီကြောက်စိမ့်ထက်တောင်ပိုစွမ်းထက်ပုံရတယ်အရင်ယူထားလိုက်အောင်မယ်နောက်မှစူပင်းရောင်စီသွားပြီးဈေးမေးကြည့်မယ်လို့တွေးပြီးဝမ်းသာအားရယူလိုက်တယ်ပြီးတော့လီယန်ကရပါပြီးစေတနာကိုလက်ခံရရှိပါတယ်ဦးလေးကြီးဒီနေ့ခင်ဗျားကကြီးလာတွန်းလာလားဒါမှမဟုတ်ရေးလာစိမ့်လာလားကျွန်တော်စီမှာပစ္စည်းအစ်စ်တွေရောက်ထားတယ်ပြလို့မေးလိုက်တယ်ရင်ကျန်းကနတ်တူတော်စင်ဒီတစ်ခေါက်လာရတာကသူ့အတွက်ပါသူကငါကိုတော်ရဲ့စစ်သူကြီးမှန်ထန်ပဲလွန်ခဲ့တဲ့3လမြောက်ပိုင်းနယ်ဆက်ကိုစစ်ချီတုံးကလူရောင်ဖန်ဆင်းနိုင်တဲ့အဆင့်ရေခဲနှင်းတောဝင်ပူတွေရဲ့ချောင်းမြောင်းတိုက်ခိုက်တာခံရပြီးအေးဒံအစိတ်တွေကိုထဲဝင်သွားတာချင်းအင်ပါယာတော်ဝင်အဆင့်တမားတော်ကြီးတွေတောင်ဘာမှမတတ်နိုင်ကြဘူးငါကိုတော်တွေးမိတာကနတ်တူတော်စင်ကငါကိုတော်ရဲ့နှစ်1000အစိတ်ကိုတောင်ဖြည့်ပေးနိုင်ခဲ့တာဆိုတော့ဒီလောက်အေးစိတ်လောက်ကတော့လွယ်လွယ်လေးဖြည့်နိုင်မှာပါပဲလို့ရှင်းပြတယ်မန်ချန်ကလေးစားစွာနဲ့ကျွန်တော်မျိုးမန်ချန်နတ်တူတော်စင်ကိုကာရဝပြုပါတယ်လို့နှုတ်ဆက်တယ်လီယန်ကမန်ချန်ရဲ့ရင်ဘက်ကိုလက်ညှိုးနဲ့တစ်ချက်ထိကြည့်တော့အေးဆက်နေလို့အေးတက်ကအရမ်းများနေတဲ့ဦးလေးကြီးဒီလိုချိန်နေမျိုးကကြီးတွန်းယုံနဲ့အလုံးမဖြစ်ဘူးစုတ်ခွက်စုံမရမယ်လို့အကြံပေးလိုက်တယ်စုတ်ခွက်ဆိုတာနားမလဲတော့ရင်ကျန်းကဦးကြောင်ကြောင်ဖြစ်နေတာပေါ့လီယန်စုတ်ခွက်တွေယူလာပြီးလူကောင်ကြီးတွန်းကတင်ပေါ်မှောက်ပြီးအပေါ်အင်ကြီးချွတ်လိုက်လို့ညွှန်ကြားတယ်ရင်ကျန်းကနတ်တူတော်စင်ခိုင်းတာဘာဖြစ်လုပ်လိုက်ငါကိုတော်လည်းအရင်တုန်းကတေးလူမျိုးပါဖြစ်ပြီးမှဒီအခွင့်အရေးကိုရခဲ့တာမင်းငိမ့်လေးနေစမ်းလို့တတိပေးလိုက်တယ်လီယန်ကဖန်ခွက်ထဲမီးထည့်ပြီးမန်ချန်ရဲ့ကြောပေါ်ကိုစုတ်ခွက်တွေတစ်ခုပြီးတစ်ခုတင်ပေးရင်းနည်းနည်းတိခံတော့ညီကိုပထမဆုံးစုတ်ခွက်စုတ်တာဆိုတော့နည်းနည်းအနေရခက်လိမ့်မယ်လို့ပြောလိုက်တယ်မန်ချန်ကြောပေါ်ကအပူတန်ကြောင့်မျက်လုံးပြူးသွားပြီးဒါကရင်ရန်အရန်တားဝင်ကပါပဲနတ်တူတော်စင်က3ပါးမီရှန်ကိုအခြေခံပြီးနန်းကချုပ်ဝင်ကပါ10ခုကိုချထားတယ်ပြီးတော့ကျွန်တော်မျိုးကိုတဲကအေးစိတ်တွေကိုအတင်းဆုပ်ယူနေတာပဲဒီလိုနီလန်းမျိုးကိုဝိညာဉ်အသွင်ပြောင်းအဆင့်ဘိုးဘေးကြီးတွေတောင်သုံးနိုင်မှာမဟုတ်ဘူးနာလိုက်တာတေးပါတော့မယ်လို့အော်ဟစ်ပြီးရုန်းကန်နေတယ်လီယန်သူ့ကိုဖိထားရင်းမလုံနဲ့ပြခမားရဲ့ကီလို100ကျော်ကိုလုံးကြီးနဲ့ရှောက်မခုံနဲ့လေကျွန်တော်စုတ်ခွက်တွေပြုတ်ကျသွားရင်အစကနေပြန်လုံနေရမယ်လို့ဟန်ထားလိုက်တယ်မန်ချန်ကိုကြည့်ပြီးဦးလေးကြီးခမားညီကိုကကျမကြီးဆောက်ရှောက်မှုမလုပ်ဘူးလားဝက်ကိုတက်နေတယ်လို့မျိုးအော်ရလောက်အောင်ဖြစ်နေလို့လားလို့မေးလိုက်တော့မန်ချန်ငါကိုတော့မျက်နှာအိုးမဲမတုံနဲ့လေနတ်တူတော်စင်က3ပါးမီရှန်နဲ့မင်းကိုအစိတ်ထုတ်ပေးနေတာအဲ့ဒါကြီးမလုံးနဲ့အခွင့်အရေးပဲမင်းကတိုက်ပွဲရချီအောင်နိုင်ထားတဲ့နာမည်ကျော်စစ်သူကြီးပဲအော်တန်ကိုရှော့လိုက်စမ်းလို့ဟောက်လိုက်တယ်မန်ချန်လဲချွေးတန်တရွရွနဲ့အရှင်မင်းကြီးကျွန်တော်မျိုးကအော်နေတာမဟုတ်ပါဘူးကျွန်တော်မျိုးကချက်အောက်ကစွမ်းအားတွေတုံးပြီးဝင်းကပါလက်ပတ်တာကိုပံ့ပိုးပေးနေတာပါလို့အော်နေပြန်ရောစုတ်ခွက်တွေခွာလိုက်တော့မန်ချန်ရဲ့ကြောပေါ်မှာအညိုကွက်ကြီးတွေပေါ်နေတယ်မန်ချန်ခွတ်တင်ပေါ်ကဆင်းပြီးဒူးထောက်ရင်းအရှင်မင်းကြီးကျွန်တော်မျိုးကိုတဲကအေးစိတ်တွေတကယ်ပဲယောနေသွားပါပြီနတ်တူတော်စင်ရဲ့ကျေးဇူးကကြီးမားလာပါတယ်မန်ချန်ခန္ဓာကိုကြေမွားသွားရင်တောင်ဆက်လို့ကုန်မှာမဟုတ်ပါဘူးဒီနေ့ကစပြီးနတ်တူတော်စင်ဘာပဲခိုင်းကျွန်တော်မျိုးအကျိန်1000တရားပါစေနောက်ဆုံးမှမဟုတ်ပါဘူးလို့ကျေးဇူးတင်စကားပြောတယ်လီယန်ကပြတလဲဆွဲထူရင်းရပြီထားလူကောင်ကြီးခမည်းတူးမထောက်နဲ့တော့ကျွန်တော်ကြံပြင်ကအုတ်ကျွတ်တွေကခမည်းလှုပ်ရှားတာကိုခံနိုင်ရင်မရှိဘူးလို့ပြောလိုက်တယ်ရင်ကျန်းကမန်ချန်မင်းဒီကိုလာခဲ့နတ်တူတော်စင်ကအလကားဟန်ရေးပြတာတွေကိုမကြိုက်ဘူးလို့ပြောလိုက်တယ်လီယန်ကရေခဲတက်တာတွေကရေခဲနေတဲ့လက်ဖက်ရည်ပလင်းတွေထုတ်ယူလာပြီးလာဦးလေးကြီးတို့အလုပ်လုပ်ရတာတော်တော်ကြာသွားပြီးရေလေးပါလေးတောက်ပြီးလေချောင်းဆူအောင်လုပ်ကြဦးဦးလေးကြီးဒီလိုမျိုးလှည့်ဖွင့်ရတာပြက်လို့အေးပလင်းဖွင့်ပြီးပြပြီးပေးလိုက်တယ်ရင်ကျန်းတငုံတောက်လိုက်တာနဲ့မျက်လုံးတွေပြူးကျဲသွားပြီးကောင်းလိုက်တာနတ်တူတော်စင်ဒီလိုမျိုးနတ်တုတ်တာကနတ်ပြားရည်လိုချုံမြင်ပြီးရေခဲလိုအေးမြတဲ့ဝမ်းပိုက်ထဲရောက်သွားတာနဲ့တွေးကြောတွေကိုအလိုလျောက်နှွေးထွေးအားဖြစ်ပေးနိုင်တယ်ဒါကဒန္တာကြီးထဲကကောင်းကင်ဘုံ6လွှာနက်ကန်ရည်ထဲကထိုင်ရွယ်နက်ရည်စင်များလာလို့အော်သာကြီးပြောတယ်မန်ချန်လဲတောက်ပြီးတော့အရှင်မင်းကြီးဒီလိုနတ်တုတ်တာမျိုးတောက်ပြီးတာနဲ့ကျွန်တော်မျိုးကိုယ်ထဲမှာကြံနေသေးတဲ့အေးတက်တွေအလိုလျောက်အမြန်ပြောက်ကွယ်သွားပြီနတ်တူတော်စင်နောက်ထပ်ရှိသေးလားလို့မေးပါလေရောလီယန်ကရှိတော့ရှိသေးတယ်ရေခဲတက်တာထဲမှာတဖာကြံသေးတယ်လို့ပြန်ဖြေလိုက်တော့ရင်ကျန်းနဲ့မန်ချန်တို့ချက်ချင်းရေခဲတက်တာစီပြေးသွားကြတယ်ရင်ကျန်းကဒီရွှေရောင်ကခုနကဟာမျိုးပဲဒါယူဆိုပြီးပြောတော့မန်ချန်ကအစိမ်းရောင်ကအနံ့ပူပြင်းနေအဲ့ဒါယူမယ်ဆိုပြီးညင်းနေကြလေရဲ့ရင်ကျန်းလဲအကုန်ယူမယ်ဆိုပြီးပြောပါလေရောလီယန်ကပြုံးလေးနဲ့ဦးလေးကြီးတို့ဒါတွေလဲပတ်စံတွဲရမှာနော်လို့တတိပေးပြလိုက်တယ်ရင်ကျန်းကနတ်တူတော်စင်ပြောတာမှန်ပါတယ်ဒီနေ့အစိတ်ထုတ်ပေးတဲ့ကျေးဇူးရဲ့ဒီနက်အစင်နက်ရည်စင်တွေရဲ့ကုန်ကြစည်ရဲ့ပေါင်းပြီးငါကိုတော့တပါးလေးရှင်းပေးရမှာပေါ့လို့ပြောပြီးရွှေတစ်တာတစ်လုံးထုတ်ပေးလိုက်တယ်ရွှေတွေရဲ့အလင်းကဝါထိန်နေလို့လီယန်လဲမျက်စိကျိန်းလို့လက်နဲ့တောင်ကာလိုက်ရတယ်ဒါကချင်းအင်ပါယာတော်ဝင်မိသားစုကတွန်းလုပ်ထားတဲ့6ချိန်ပြန်ရွှေစင်တွေပဲအားလုံးပေါင်း300ရှိတယ်တတုံးချင်းစီကမော်မီရှန်နဲ့6ချိန်တီတီစစ်ထုတ်ထားတဲ့အကောင်းစားရွှေသားတွေပဲလို့ရွှေတွေကိုကြည့်ပြီးရင်ကျန်းကရှင်းပြတယ်ပြီးတော့ရင်ကျန်းကကြောက်စိမ့်ပြား3ပြားထုတ်ပေးပြီးနောက်ထပ်ဒါကချင်းအင်ပါယာတော်ဝင်မိသားစုရဲ့ဆေးဖော်ဆက်ခြင်းလှုပ်ဝက်ပညာပဲ
ကြောက်စိမ့်ပြားနဲ့မှတ်တမ်းတင်ထားတာစုစုပေါင်း3အုပ်ရှိတယ်ငါကိုတော့တွေးမိတာကနတ်သူတော်စင်ရဲ့မော်စွမ်းရင်တွေကကောင်းကင်ဘုံထိရောက်နေတာဆိုတော့ဒီလိုအောက်တန်းကြတဲ့ကျင့်စဉ်တွေကိုအထင်သေးလောက်မယ်လို့ထင်ပါတယ်ဒါပေမဲ့စေတနာကိုပြသတဲ့အနေနဲ့ပါလို့ဆိုပြီးပေးတာပေါ့လီယန်ကြောက်စိမ့်ပြားတွေကိုကင်ပြီးဦးလေးကြီးဒီကြောက်စိမ့်ပြားပေါ်မှာဘာတွေရေးထားတာလဲလို့မေးလိုက်တယ်ရင်ကျန်းကအပေါ်ပိုင်းကစွမ်းရင်စူးစီးခြင်းနဲ့ဝိညာဉ်လမ်းပြကျင့်စဉ်ရဲ့အခြေခံအုတ်မြစ်ချနည်းတွေပဲအလဲပိုင်းကဆေးပင်ရကျော်ဆေးကျန်းမော်ဆေးပင်360မျိုးရဲ့ဖော်ဆက်နည်းတွေမှတ်တမ်းတင်ထားတဲ့အောက်ပိုင်းက6ချိန်ပြန်ခရမ်းရောင်ရွှေဆေးလုံးဖော်ဆက်နည်းအတားဆီးတွေကိုဖောက်ထွက်ဖို့ကူညီပေးနိုင်တဲ့ဆေးလုံးတွေဖော်ဆက်လို့ရတယ်အရင်အေဂရစ်မျိုးနွယ်စုရဲ့အပြင်ကိုမတင်ပေးတဲ့လျှို့ဝှက်ချက်တွေပဲလို့ရှင်းပြတယ်ရင်ကျန်းနဲ့မန်ချန်တို့ပြန်သွားခါနီးမှာရင်ကျန်းကနတ်သူတော်စင်ကိုငါကိုတော့အချိန်မှလာရောက်ဂါရဝပြုပါဦးမယ်အဲ့ဒီအချိန်ကျရင်လမ်းညွှန်ပြသပေးဖို့မနှမျောပါနဲ့နောက်တစ်ခုကချင်းအင်ပါယာနန်းတွင်းမှာဆေးစိတ်တက်နေတဲ့သူကငါကိုတော့တယောက်တည်းမဟုတ်ဘူးနတ်သူတော်စင်ကသာမငင်းပယ်ဘူးဆိုရင်ငါကိုတော့ကဖောက်တယ်တွေအများကြီးထပ်ခေါ်လာပေးပါမယ်လို့ကတိပေးပြီးလေဟာနယ်ထဲဝင်သွားကြတယ်လီယန်တယောက်တည်းကြံခဲ့ပြီးကြောက်စိမ့်ပြားကိုကင်ရင်ပြုံးရွှင်စွာနဲ့ဖောက်တယ်တွေဒီလောက်များကြီးချင်းအင်ပါယာနန်းတွင်းကအမတ်တွေစစ်သူကြီးတွေအားလုံးကတိုင်းကျင်ပြီးဆေးလုံးတွေစားကြတာဆိုတော့တယောက်ချင်းစီရဲ့ကိုယ်ထဲမှာအစိတ်တွေရှိနေမှာပဲဒါဆိုဒါကြီးကအလိုလျောက် VIP အသင်းဝင်ပတ်စံထီးတဲ့စနစ်ကြီးဖြစ်နေပြီပေါ့လို့ဆိုပြီးသဘောကျနေတာအဲ့ဒီအချိန်လီယန်ကင်ထားတဲ့ကြောက်စိမ့်ပြားတွေကနေစာလုံးတွေလင်းလက်လာပြီးလီယန်ရဲ့နဖူးလေးကိုအလင်းနဲ့တစ်ခုပြုတ်ဝင်သွားပါလေရောလီယန်သူ့ရေချိုးခန်းကမာဆက်ကတင်ပေါ်မှာပြန်တတိရလာတဲ့သူကသူ့ကောင်းထဲကတွေးကိုရေရိုးလိုက်ရင်ရာပြည့်စေးကျန်းလာနက်စေး360တရုတ်မကြီးတွေးစေးမြစ်ပန်းယုံတမပင်ဒါတွေကဆေးဆိုင်တွေမှာကီလိုနဲ့ချိန်ရောက်နေတဲ့ရိုးရိုးပစ္စည်းတွေပဲလေလို့ထားអော်လိုက်တယ်ဒါပေမဲ့စကားဆုံးတာနဲ့သူကလက်တစ်ဖက်ကိုဆန့်ထုတ်လိုက်တော့လက်ဝါးထဲကနေအပြာရောင်လင်းလက်နေတဲ့စွမ်းရည်တွေထွက်လာတဲ့အဲ့ဒီအလင်းတန်းကရိုးရိုးတမရွက်လေးကိုလွှမ်းခြုံသွားပြီးချက်ချင်းရေခဲလွှာတွေဖုံးသွားကစိမ့်ဖက်ဖက်ဆေးရည်အနှစ်တွေထွက်လာတော့တာပဲမျက်စိရှိကမြင်ကွင်းကိုကြည့်ပြီးလက်တီးကိုစုပ်ကအောင်မြင်ပြီးဟေ့လို့အတန်ကျဲကြီးနဲ့អော်လိုက်တယ်ပြီးတာနဲ့အဲ့ဒီဆေးရည်အထုပ်ကြီးကိုဆွဲမှပြီးအေးရမရေချိုးကန်ကြီးတဲ့ကိုပစ်ချလိုက်တဲ့ကြည်လင်နေတဲ့ရေတွေချက်ချင်းရွှေရောင်ပြောင်းသွားပြီးဆေးနှံတွေတင်းပြန့်လာတဲ့သူကကံပေါင်းမှာစိန်ကြကြမိထိုင်လိုက်ပြီးဖုံးထုတ်ကကြည်လင်ရေချိုးစင်တာကနေရှေးဟောင်းထူးဆေးရည်ချိုးခြင်းကိုမိတ်ဆက်လိုက်ပါပြီအေးပတ်အကျော်တက်တာတွေကိုပျောက်ကင်းစေပါတယ်စမ်းသက်ဆေး380ပထမဆုံးလူ20ကိုတဝက်ဆေးပါလို့ပို့တစ်ခုတင်လိုက်တာလေရက်ပိုင်းလောက်ကြာတော့ဆိုင်ထဲမှာလူတွေတအုံးပဲရွှေရောင်ရေပူကန်ထဲမှာအဖိုးကြီးတွေစိန်ကြနေတာပေါ့အဲ့ဒီအထက်ကအဖိုးကြီးတယောက်ကသူ့လက်မောင်းကြီးကိုဝေယမ်းပြရင်လီယန်ကိုရှောင်းလီရေးငါပကုံးနာနေတာ3နှစ်ရှိပြီဆေးတွေဘလောက်ကက်ကက်မပြောက်ဘူးဒီနေ့နာရီဝက်လောက်စိန်လိုက်တာငါလက်မောင်းကြီးခေါင်းပေါ်ထိမြောက်လို့ရသွားပြီကွယ်လို့အားရပါရအော်ပြောနေတာအဲ့ဒီအချိန်မှာပဲကန်ထဲကနေကောင်လေးတယောက်ပြုံးကနေထလာပြီးမျက်နှာကရေတွေကိုတုပ်ရင်းလီယန်ကိုအန်အော်တကြီးနဲ့ရန်စီမင်းဒီကန်ထဲကိုဘာတွေထည့်ထားတာလဲငါမနေ့ညက3နာရီအထိအိတ်မပျော်ဘူးခုနကစိန်နေရင်းနဲ့တန်းအိတ်ပျော်သွားတာရေနစ်တည်တော့မလို့ဆိုပြီးပြောပြန်ရောတစ်ဖက်မှာတော့မြို့ရဲ့တစ်ဖက်ချမ်းကစိန်ခံရုံးခန်းကြီးထဲမှာပြိုင်ဘက်တစ်ထေးချိန်ဆုံးကဖုန်းစခရင်ကိုကြည့်ပြီးမျက်နှာကြီးမင်းမောင်နေတဲ့သူကဖုန်းကိုစပွဲပေါ်ဖုန်းကနေရိုက်ချလိုက်ပြီးဆိုင်းပုံမီတောင်စုံအောင်မထွန်းနိုင်တဲ့ရေချိုးခန်းစုပ်လေးကများအထူးဆေးရေချိုးဟုတ်လားကန်ထဲကိုဆေးမြစ်အထုပ်ပစ်ချပြီးလူတွေကိုလိန်စားနေတာပဲမလားဆိုပြီးဒေါကန်နေတာလေသူကသူ့ဝန်ထမ်းကိုလက်ညှိုးထိုးရင်းသွားလူ2ယောက်လောက်စီစဉ်လိုက်မိသက်စစ်ဆေးရေးမအောင်မြင်ဘူးဆိုပြီးသူ့ကိုဆိုင်ပိတ်ခိုင်းလိုက်စမ်းလို့အမိန့်ပေးလိုက်တယ်ဝန်ထမ်းကမျက်နှာပြက်ပြက်နဲ့တထေးချိန်ပြီးခဲ့တဲ့တစ်ခေါက်ကလည်းကျွန်တော်တို့လူလွတ်ပြီးတိုင်ဘူးတယ်လေဒါပေမဲ့သူတို့စီမှာလိုင်စင်တွေအပြည့်စုံရှိနေတယ်ဗျလို့တုံးတုံဆိုင်ဆိုင်နဲ့ပြန်ဖြေတယ်ဒီတော့တထေးချိန်ကမျက်နှာပေါ်ကအသားဆိုင်တွေတုံခါနဲ့ဖြစ်သွားပြီးဒါဆိုလဲတခြားလမ်းကြောင်းပြောင်းရတာပေါ့ငါကိုယ်တိုင်သွားကြည့်မယ်အဲ့ဒါကဘာတရေတစေတွေလဲဆိုတာဆိုပြီးကျင်းဝါနေလေရဲ့တိတ်မကြခင်မှာပဲရေချိုးခန်းစုပ်လေးရဲ့ဆိုင်းဘုတ်အောက်ကိုအမိုက်စားကားကြီးတစ်စီးထိုးရက်လာတဲ့ကားတကားပွင့်လာတော့ဘီတက်ကလထိုင်ပေါ်ကစပင်ဖြူဖြူနဲ့အရှိန်ဝါကြီးတဲ့အဖိုးကြီးတယောက်ဆင်းလာတဲ့သူကတော့မြို့မြောက်ပိုင်းအိမ်ချမ်းမြေလုပ်ငန်းစုရဲ့ဥက္ကဋ္ဌဂျိုးပူနီယန်လေးပိုင်ဆိုင်မှုတန်းထောင်ကြီးရှိတဲ့ထိပ်သီးတထေးကြီးပေါ့ဥက္ကဋ္ဌဂျိုးရဲ့ဘေးကခက်ချီချီအတွင်းရေးမှုမလေးကမျက်မှန်ကိုပင့်တင်လိုက်ပြီး380တန်ဆေးရည်ချိုးကန်တီးတန့်ခန်းတစ်ခန်းစီစဉ်ပြီးလို့လမ်းပြောတယ်လီယန်ကပြုံးပြုံးလေးနဲ့ဟုတ်ကဲ့ပါခင်ဗျာ VIP 02အကြီးဆုံးတီးတန့်ခန်းရေပူချိန်ကိုတော့42ဒီဂရီချိန်ပေးထားပါတယ်လို့ပြောရင်းခေါ်သွားတယ်ကိုရန်တော်ရဲ့အကူအညီနဲ့ဥက္ကဋ္ဌဂျိုးကိုရွှေရောင်ဆေးရည်ကန်နဲ့ဖြည်းဖြည်းချင်းချပေးလိုက်တယ်ရေထဲလက်ရောက်ရောအဖိုးကြီးရဲ့တည်ငြိမ်နေတဲ့မျက်လုံးတွေကနေမယုံနိုင်တော့အောင်အံ့ဩသွားတဲ့အရေးအယောင်တွေထွက်လာပြီးရေပြင်ကိုစိုက်ကြည့်ရင်ငါခြေထောက်တွေကိုငါပြန်ခံစားရပြီလို့တုံတုံကြီးနဲ့ထားပြောရောသူကကန်ထဲကနေစိတ်လှုပ်ရှားစွာထွက်လာပြီးလီယန်ရှိရဲ့ရင်လီကျုံမင်းဒီကန်ထဲကိုဘာတွေထည့်ထားတာလဲမင်းဈေးတစ်ခုခေါ်လိုက်ငါတန်းလားမဟုတ်ဘူး10တန်းပေးမယ်ဒီကန်ကိုငါတဦးနဲ့တိတ်ပြီလီယန်ကအဖိုးကြီးကိုကြည့်ပြီးပြုံးစီစီနဲ့အဖိုးကခဏခဏလာခြင်းနဲ့ဆိုရင်ဘလက်ကက်လေးတစ်ခုလှုပ်လိုက်လေ9တန်းနဲ့အပြက်ပဲတစ်နှစ်ပတ်လုံးအကန့်အသတ်မရှိလာလို့ရတယ်လို့ပြောလိုက်တော့ဥက္ကဋ္ဌဂျိုးကလည်းလုံမယ်အခုချက်ချင်းလှုပ်လို့အော်ပြောရင်းကက်ကက်ကကိုလီယန်လက်ထဲပတ်ခနဲ့ထည့်ပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲတထေးချိန်ကလူမိုက်တွေတအုပ်ကြီးနဲ့မြေတူးဆက်ကြီးတစ်စီးကိုခေါ်လာပြီးရေချိုးခန်းအပြင်ဘက်မှာရောက်နေပြီးကားပေါ်မှာထိုင်ရင်ဖုန်းကင်လိုက်ပေမဲ့တစ်ဖက်ကနေငိုတံပါကြီးနဲ့တထေးချိန်ဒီနေ့ဧည့်သည်တယောက်မှမရှိဘူးဗျမိဖို့ချောင်ကဟင်းတွေအကုန်ပြစ်လိုက်ရတော့မယ်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်ဘေးနာကအတွင်းရေးမှုကလည်းတရင်ပေါက်အပြင်ဘက်ကိုလက်ညှိုးထိုးပြရင်းတထေးချိန်ဟိုမှာဥက္ကဋ္ဌဂျိုးနဲ့လီကျန်တို့မြေကွက်ကိစ္စတွေဆွေးနွေးနေကြတယ်ဗျာလို့ထစ်ထစ်အနဲ့ပြောလိုက်တော့တထေးချိန်ရဲ့မျက်နှာကြီးကချက်ချင်းပဲမိခနဲ့ဖြစ်သွားတော့တယ်ဒီအချိန်ရေချိုးခန်းရဲ့အတွင်းပိုင်းမှာတော့လီယန်ကဆိုဖာပေါ်မှာစိန်ကြကြမိထိုင်ရင်ရလာတဲ့ပတ်စံတွေဘန်ကက်တွေကိုရေတွက်ရရင်ချမ်းသာပြီးဟဲ့ရေချိုးခန်းကိုအရင်ချက်ရမလားကားအရင်ဝယ်ရမလားဆိုပြီးတွေးနေတာလေရုတ်တရက်သူ့ဖုန်းစခရင်ကလင်းလာပြီးတကားပေါက်ပြောင်းလဲမှုဖြစ်နေပြီးနံပါတ်3ကိုအမြန်လာခဲ့ဆိုတဲ့သတိပေးစာတန်းကြီးပေါ်လာတယ်လီယန်အလက်တကြားနဲ့အခန်း3စီအမြန်ပြေးသွားတဲ့တကားကိုတွန်းဖွင့်လိုက်တာနဲ့မျက်နှာချက်ကနေလေဝဲကတော့ကြီးဖြစ်ပေါ်လာပြီးနားကွဲမတက်အတန်ကြီးနဲ့အတူတွေးတန်ရဲရဲစုပ်ပြက်နေတဲ့ရင်ကျန်းလေးတွေကနေမဆက်ကတင်ပေါ်ကိုဖုံးကနေပြုတ်ကျလာတယ်
ရင်ကျန်းကသွေးတွေအန်ချရင်လီယန်ကိုစိတ်ပြက်လက်ပြက်အတနာခံတဲ့အကြီးနဲ့ကြီးကနတ်သူတော်စင်ကျန်းပေမျိုးကျသွားပြီးမြောက်ပိုင်းကမိစ္ဆာတွေကမိစ္ဆာဝန်ပလွေတသိန်းနဲ့တန်ချက်ကမိစ္ဆာစစ်တပ်ကိုစီခိုင်းပြီးမြို့ကိုတိုက်ခိုက်နေကြတဲ့အဲ့ဒီမိစ္ဆာစစ်သားတွေကဓားလန်တွေနဲ့ထိုးခုတ်လို့မရဘူးမန်ချန်ရဲ့တိုက်ပွဲဝင်တန်မဏိလန်တောင်သူတို့ရဲ့တန်ချက်ကကိုမခွဲနိုင်ဘူးဆောက်ရှောက်ရည်တဲ့3သိန်းကလည်းတဝက်ကျိုးသွားပြီးကျန်းပေမျိုးသာကျသွားရင်ရှမ်းရံမျိုးလည်း3လအတွင်းကျမှာပဲကိုတော်ကတေးရမှာမကြောက်ပါဘူးဒါပေမဲ့ချင်းမင်းဆက်ကြီးကိုတော်လက်ထက်မှာကြာဆုံးကန်းတိုင်လို့မဖြစ်ဘူးနဲ့သူတော်စင်မော်လက်နဲ့တစ်ခုလောက်ပေးသနာပါကိုတော်ချင်းမင်းဆက်ကြီးတစ်ခုလုံးနဲ့လဲပါမယ်လို့ပြောလိုက်တယ်လီယန်လည်းအဲ့ဒီအဖြစ်အပျက်ကိုကြည့်ပြီးလန့်သွားကတွဲထူပေးရင်ဦးလေးအရင်ထပါဆိုပြီးပြောလိုက်တယ်ဒါပေမဲ့ရင်ကျန်းကလီယန်ရဲ့လက်မောင်းကိုတင်းကျပ်စွာဆုပ်ကင်ထားပြီးဂတိမပေးရင်ကိုတော်လုံးဝမထားဘူးလို့ပြက်ပြက်တသားပြောတယ်ဂတိပေးတယ်ဗျာခင်ဗျားအရင်ဆုံးတွေးတိတ်အောင်လုပ်လိုက်ဦးလို့လီယန်ကတက်ပြင်းချရင်ပြောကဘီရိုတဲကပတ်တီးတွေကိုအမြန်ဆွဲထုတ်ပြီးစီးပေးလိုက်တယ်ပတ်တီးစီးပေးရင်လီယန်ကဦးလေးပြောတဲ့အဲ့ဒီမိစ္ဆာစစ်သားတွေတလက်မတိုးဘူးဆိုတာအတိအကျကဘယ်လိုမျိုးလဲလို့မေးလိုက်တယ်ရင်ကျန်းကမျက်လုံးထဲမှာကြောက်ရွံ့မှုတွေနဲ့အဲ့ဒီမိစ္ဆာစစ်သားတွေကတကိုယ်လုံးကိုအနက်ရောင်ဝိညာဉ်စုပ်တန်ချက်ကတွေနဲ့ဖုံးအုပ်ထားတာအဲ့ဒီတန်ချက်ကဝိညာဉ်စွမ်းရင်နဲ့တိုက်ခိုက်သမျှအကုန်ဆုပ်ယူပစ်တယ်ပြန်လာတာနဲ့ခုတ်ရင်လည်းဝိညာဉ်စွမ်းရင်ကိုတန်ချက်ကဆုပ်သွားတယ်မော်တက်နဲ့တိုက်ရင်လည်းတန်ချက်ကတိုက်ရိုက်ဝါမျိုးပစ်တယ်တက်စင်တဲ့ရုပ်ပိုင်းဆိုင်ရာအင်အားတက်နဲ့မှအထိခိုက်ဖြစ်စေနိုင်တာဒါပေမဲ့အဲ့ဒီတန်ချက်ကရဲ့မာကျောမှုကတန်မဏိစိန်လိုပဲတာမန်သားတွေကလုံးဝကိုဖောက်မဝင်နိုင်ဘူးလို့ရှင်းပြတယ်လီယန်ကမေးစေးကိုပိုရင်စဉ်းစားကန်းဝင်သွားပြီးဦးလေးပြောတဲ့အဲ့ဒီတန်ချက်ကတတုနဲ့လှုပ်ထားတာလားလို့မေးလိုက်တယ်တန်မဏိကိုအခြေခံပြီးမိစ္ဆာစွမ်းအင်နဲ့တုံးလောင်းထားတာလို့ရင်ကျန်းကဖြေတယ်ဒီစကားလဲကြားရောလီယန်ရဲ့မျက်နှာပေါ်မှာဘီလိတ်တယောက်လိုအမိုက်စာအပြုံးကြီးတစ်ခုပေါ်လာပြီးရင်ကျန်းသားကိုကတ်ကအက်ဆစ်ကိုရောကြောက်လာလို့မေးလိုက်တယ်ရင်ကျန်းလဲကြောက်အန်းသွားပြီးဟင်းအက်ဆစ်ကဘာလဲလို့နားမလဲစွာပြန်မေးတယ်လီယန်ကမြေအောက်ခန်းထဲကိုပြေးဆင်းသွားပြီးအယိုးခေါင်းပုံပါတဲ့ဆူရှာရှာနှံ့တွေထွက်နေတဲ့အရီဘုံတစ်ပုံးကိုဆွဲထုတ်လာတဲ့အဲ့ဒီအရီတွေကိုဆက်ထဲလောင်းထည့်ရင်မော်လက်နဲ့တော့ငါစီမှာမရှိဘူးဒါပေမဲ့ငါစီမှာအဲ့ဒီမိစ္ဆာစစ်သားတွေဝတ်ထားတဲ့တန်ကွန်ကြီးတွေနဲ့ထိလိုက်တာနဲ့စက်ကူလိုပျော့ကွေသွားစေမယ့်ပစ္စည်းတစ်ခုတော့ရှိတယ်သွားမယ်လေကျန်းပေမျိုးဆိုလားပဲငါမင်းနဲ့လိုက်ခဲ့မယ်ဆိုပြီးပြောလိုက်တယ်ရင်ကျန်းကတုံတုံရင်နဲ့နတ်သူတော်စင်ကကိုယ်တိုင်ကိုယ်တွေတော့မယ်ပေါ်ဆိုပြီးရေရွတ်လိုက်တယ်ကျန်းပေမျိုးပြင်မှာတော့စစ်မီးတွေတောက်တောင်နေပြီးဒဏ်ရာတွေပြားပွားနဲ့စစ်သူကြီးမှန်ထန်းကပြူကျနေတဲ့မျိုးရိုးပေါ်မှာဒုတစ်ဖက်ထောက်ရင်အောက်ဘက်ကနေအတင်းတိုးဝင်လာတဲ့မိစ္ဆာစစ်တပ်ကိုကြည့်ပြီးမျောလင်းချက်မဲ့စွာနဲ့မိစ္ဆာစစ်တပ်တသိန်းချီတက်လာပြီးကျန်းပေမျိုးလည်းတောက်မခံနိုင်တော့ဘူးငါမှန်ချမ်းဒီနေ့တေးတီအထိတိုက်ပွဲဝင်ပြီးနိုင်ငံအတွက်အသက်ပေးမယ်လို့ခိမ့်ဟောက်လိုက်တယ်သူခုန်ချပြီးအသေးခံတိုက်ဖို့ပြင်လိုက်တဲ့အချိန်မှာပဲစစ်သားတယောက်ကပြေးလာကစစ်သူကြီးအနောက်ဘက်မျိုးရိုးလည်းတောက်မခံနိုင်တော့ဘူးလို့ငိုယိုပြီးအော်ပြောတယ်မှန်ချမ်းကလက်ရှိကြီးကိုမြောက်ကငါရဲ့စစ်အမိန့်ကိုခံယူကြစစ်တီတော်အားလုံးဆိုပြီးစကားတော်မဆုံးသေးဘူးကောင်းကင်ရံကနေမိုးကြိုးတွေပစ်ချလာပြီးအေယာမအပြာရောင်လေဝဲကတော့ကြီးတစ်ခုပေါ်လာတယ်လီယန်ကအဖြူရောင်စွကျဲနဲ့ဘောင်းဘီတိုလေးကိုဝတ်ထားပြီးလေဝဲကတော့ထဲကနေမြင်မာတဲ့မျိုးရိုးပေါ်ကိုပြုတ်ကျလာတဲ့သူကလက်မောင်းကိုဖတ်ထားပြီးဒီလောက်မျက်နှာကြီးလားဟာဦးလေးပစ္စည်းတွေတဲဖို့အပေါက်ကိုမရွေ့စေနဲ့လို့အော်ပြောလိုက်တယ်သူ့နောက်ကနေလိုက်လာတဲ့ရင်ကျန်းကအောက်ဘက်ကမိစ္ဆာစစ်တပ်ကိုလက်ညှိုးထိုးပြပြီးဒီနေရာပါပဲလို့ပြောလိုက်တယ်လီယန်ကချက်ချင်းလှည့်ပြီးတကားပေါက်ထဲကနေအေယာမပလတ်စတစ်ပုံအကြီးကြီးတွေကိုဆွဲထုတ်လာကလားဝိုင်းကူမြင်းမြန်းဒီပုံတွေအကုန်လုံးကိုဖွင့်ပြီးမျိုးရိုးအပြင်ဘက်ကိုလောင်းချလိုက်ဟိုမျိုးရိုးတက်တဲ့လှေကားတွေနဲ့မျိုးရိုးအောက်ခြေကတန်ကွန်ကြီးတွေအပေါ်ကိုလောင်းချဆူပြီးခိုင်းလိုက်တယ်။တန်းရောင်အရေးပြစ်တွေတပုံပြီးတပုံလောင်းချလိုက်တာနဲ့မြင်ကွင်းကချက်ချင်းပြောင်းလဲသွားတယ်စစ်သားတယောက်ကအနံ့ကိုရှူကြည့်ရင်ဘာကြီးလဲဆိုပြီးရေရွတ်လိုက်တဲ့အဲ့ဒီတန်ချက်ကမိစ္ဆာစစ်သားတွေလည်းတန်းရောင်ရည်တွေကိုနင်းမိတာနဲ့ရေခဲပြင်ပေါ်ရှော့စီနေတယ်လို့ဖင်ထိုင်ရက်တွေလဲကျကုန်ပြီးဝန်ပလွေတွေတောင်ခြေကားရလက်ကားရတွေဖြစ်ကုန်တယ်။ဒီမြင်ကွင်းကိုကြည့်ပြီးစစ်သားတွေကဝမ်းသာအားရအော်ရီကြပါလေရောရင်ကျန်းကအအော်ကြီးနဲ့နတ်သူတော်စင်ဒါကဘလို့မော်တက်မျိုးလဲလို့မေးလိုက်တယ်။လီယန်ကခက်ခါရဲလိုက်ပြီးဘာမော်တက်လဲဒါကိုလုံးဝရှော့ချစေတဲ့အရာလို့ခေါ်တယ်ကိုတိုက်အာစီယိုပဲကွာမင်းတို့အလဲတန်းကျောင်းတုံးကယူပဗေဒမတင်ဘူးလားဆိုပြီးလူလေလုပ်ပြီးပြန်ဖြေလိုက်တယ်ဒါကိုကြားတော့ချင်းစစ်သားတယောက်ကအထင်ကြီးနဲ့နတ်ဖျားလူပြည်စင်းလာပြီးနတ်ဖျားကပို့တိုက်အားမရှိတဲ့မဟာလန်းစင်ကြီးကိုခင်းကျင်းလိုက်ပြီးကွာလို့အော်ဟစ်လိုက်တယ်အောက်ဘက်မှာတော့မိစ္ဆာစစ်သူကြီးကလဲကျနေတဲ့သူ့တပ်သားတွေကိုကြည့်ပြီးဒေါသကြီးနဲ့အတုံးမကျတဲ့ကောင်တွေမျိုးရိုးပေါ်တက်เสียရမလို့တော့ဘူးဓာတ်ရိုက်ပဲဝင်တိုက်လို့အော်ဟစ်လိုက်တယ်ချက်ချင်းပဲမရေမထွက်နိုင်တဲ့အယိုးဖြူတွေနဲ့ဖွဲ့စည်းထားတဲ့အေယာမတိုင်းကကြီးတစ်ခုမြေကြီးထဲကနေထွက်ပေါ်လာပြီးကြောက်မက်ဖွယ်ဖိအားတွေနဲ့မျိုးရိုးစီကိုတိုးဝင်လာတယ်ရင်ကျန်းကအဲ့ဒါကယုံမင်းအယိုးတိုင်းကကြီးပဲရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုရောဝိညာဉ်စွမ်းရည်နဲ့တိုက်ခိုက်တာရောဘာတစ်ခုမှသုံးမရဘူးလို့ပြောလိုက်တယ်လီယန်ကတစ်ခုခုကိုစဉ်းစားမိသွားတဲ့ပုံနဲ့ဦးလေးအဲ့ဒီတိုင်းကအယိုးနဲ့လှုပ်ထားတာလို့ပြောလိုက်တာလားလို့မေးလိုက်တယ်ဒီအချိန်မှာဘေးနားကမန်ချန်းကတော့တိုင်းကကြီးတဖြည်းဖြည်းနီးလာတာကိုကြည်ရင်ကြောက်လက်တကြားအော်ဟစ်နေတယ်လီယန်ကအစစ်ဘူးတွေယူလိုက်ပြီးတိုင်းကကြီးကိုပက်လိုက်တယ်ဒါပေမဲ့ဟိုကဖြုံတော့မဖြုံဘူးအောက်ဘက်ကနေမောကြည့်နေတဲ့မိစ္ဆာစစ်သူကြီးကလောင်ပြုံးတစ်ခုပေါ်လာပြီးဟတ်ဒါလေးပဲလားဆိုပြီးတေော်လိုက်တယ်ရန်ကျန်းကစိုးရိမ်တကြီးနဲ့နတ်သူတော်စင်တေချာနားထောင်ပါဦးဒီရိုးတိုင်းကအဝင်းကျင်ကတေမင်းစွဲရင်တွေကိုစုပ်ယူပြီးသူ့ဘာသာသူအလိုလျောက်ပြန်လဲပြပြနိုင်စွမ်းရှိတယ်တာမန်ပျက်စီးစေတဲ့နီလန်းတွေအစစ်တွေနဲ့အရေးဖြောဖို့ကြိုးစားရင်လည်းအချီးနီးပဲလို့ပြောလိုက်တယ်လီယန်ကငါသိတယ်ဆိုပြီးအမြန်ပြေးသွားပြီးဓာတုဗေဒတုံ့ပြန်မှုနဲ့မရရင်ရုပ်ပိုင်းဆိုင်ရာနီလန်းအကျန်းစားကိုသုံးမရတော့မယ်ဆိုပြီးအိမ်ပြန်ပြေးရှာရင်ရေဖြန်းဆက်ကြီးတစ်လုံးကိုတွေ့တော့ဝမ်းသာအားရနဲ့3ကီလိုဝတ်စက်မှု3ရဖြီအားမြင့်စေကျော်ဆက်ကြီးဟစ်ဆိုပြီးအော်ဟစ်လိုက်တယ်လီယန်ပြန်ရောက်လာပြီးဦးလေးငါ့ကိုအရှိနာလေးနည်းနည်းတွန်းပေးစမ်းအဲ့ဒီတိုင်းကကိုတက်တက်ချင်းပေးလို့ဟစ်အော်လိုက်တဲ့မျိုးရိုးဆုံးမှာခြေတစ်ဖက်ကိုခိုင်ခိုင်မာမာတင်လိုက်ပြီးရေဖြီအားမြင့်ဆက်ရဲ့ခေါင်းကိုပခုံးပေါ်မှာတေချာထမ်းပြီးပြစ်လိုက်တော့
ရေဖိအားမြင့်ရေပန်းကြီးပန်းထွက်သွားတဲ့အဲ့ဒီယုံမင်းအယိုးတိုင်းကကြီးဟာရေပန်းနဲ့ထိလိုက်တာနဲ့တစ်ဆက်စီကြေးမွားသွားပြီးအေယာမဝန်ပလွေကြီးတွေလည်းလွင့်ထွက်သွားကလေထဲမှာတင်သွေးမြုပ်တွေဖြစ်ပောက်ကွဲကုန်တယ်မန်ချန်းကဒီမြင်ကွင်းကိုကြည့်ပြီးလက်ထဲကလှန်ကိုတောင်တေချာမကင်နိုင်တော့အောင်တုံလုံးသွားကရေနဂါမော်လက်နဲ့ကြီးပါလားလို့ပါဆက်အဟောင်းသားနဲ့တီးတိုးရေရွတ်လိုက်မိတယ်မိစ္ဆာစစ်သူကြီးကဒီရုပ်ပိုင်းဆိုင်ရာချေမှုမှုကိုမြင်တော့ဒေါသတကြီးနဲ့တွားကြိတ်လိုက်တယ်သူ့လက်နှစ်ဖက်ကိုမြောက်ကကြောက်မက်ဖွယ်ကောင်းတဲ့အစိမ်းရောင်အစိမ်းငွေတွေစူးစီးလိုက်ပြီးစိတ်ဝင်စားစရာပဲရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကဒီလောက်တောင်ကြမ်းတမ်းနေမှာတော့မင်းထီလို့မရတဲ့အရာနဲ့တုံးရတာပေါ့ဆိုပြီးကျင်းဝါနေတာပေါ့အေယာမအစိမ်းငွေကြီးကကောင်းကင်ကိုထိုးတက်သွားပြီးအစိမ်းငွေတွေကတကားပေါက်ကနေလီယန်ရဲ့ရေချိုးခန်းမြေအောက်ခန်းထဲကိုဓာတ်ရိုက်ဝင်လာတယ်လီယန်ကအစိမ်းငွေပိတ်မှရမယ်မဟုတ်သေးဘူးပြန်ချမှရမယ်ဆိုပြီးချက်ချင်းပြေးပြီးအတုံးမပြူတော့တဲ့ဘွိုင်လာခန်းရဲ့တကားကိုခြေထောက်နဲ့ကန်ဖွင့်လိုက်တယ်တန်တူကြီးကိုဆွဲယူပြီးဘွိုင်လာမီကိုကောင်းတိုင်ကိုရိုက်ခွဲပစ်လိုက်တယ်ပြီးတော့အေယာမလေမုတ်ဆက်ကြီးကိုဖွင့်လိုက်တယ်အဝါရောင်အမဲရောင်ရောနှောနေတဲ့မီကိုလုံးကြီးတွေကငကားကြီးတစ်ကောင်လိုပန်းထွက်လာတယ်လီယန်ကမီကိုကောင်းတိုင်ကိုထမ်းပြီးမီကိုငွေတွေကြားထဲကနေလာငါရဲ့15နှလုံးလုံးအပေါ်ဆုံးအညံ့စားကြောင်မီသွေးတွေမိရှုထားတဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက3ချိန်တိတိတန်ရိုက်ခံထားရတဲ့စက်မှုလုပ်ငန်းသုံးအစိမ်းငွေကိုမြည်ဆန်းကြည့်လိုက်စမ်းဆိုပြီးအော်ဟစ်လိုက်တယ်ပြင်းထန်တဲ့အစိပ်ပြင်းစက်မှုလုပ်ငန်းသုံးတန်းငွေတွေကလေဝဲအပေါက်ကနေစစ်မြေပြင်စီကိုစီးဆင်းသွားပြီးမိစ္ဆာစစ်တပ်ရဲ့ဖီယိုဖီရဲ့အစိမ်းငွေကိုချက်ချင်းပဲဝါမျိုးပစ်လိုက်တယ်မိစ္ဆာစစ်သူကြီးကအသက်ရှူကျက်ပြီးသူ့လေပင်ကိုသူ့ပြန်ညှစ်ကာတာဒါဘာအစိမ်းငွေကြီးလဲလို့အော်ဟစ်လိုက်တယ်ခဏလေးတွင်းမှာပဲစစ်သူကြီးကလဲကျသွားပြီးတွေးအိုင်ဖြစ်ပြောင်းလဲသွားတဲ့ကြံနေတဲ့မိစ္ဆာစစ်တပ်တွေလည်းကြောက်လန့်တကြားနဲ့ပြေးမြန်ပြေးစစ်သူကြီးတေးပြီးစစ်သူကြီးကိုနတ်ဖျားကအစိတ်ခတ်တက်လိုက်ပြီးအဲ့ဒါရှေးဟောင်းဖီယိုဖီရဲ့အစိမ်းငွေကြီးပဲထိတာနဲ့တေးမာမြန်ဆုပ်အဆူပြီးအော်ဟစ်ထွက်ပြေးကုန်ကြတယ်လီယန်ကလေမုတ်ဆက်ကြီးကိုထမ်းပြီးမျိုးရိုးပေါ်ကိုဖြည်းဖြည်းချင်းဆင်းတက်လာကဒါလေးပဲလားဆိုပြီးအထင်သေးစွာပြောလိုက်တယ်။မန်ချန်းကမျိုးရိုးပေါ်မှာမှောက်ရက်လေးဖြစ်နေပြီးလီယန်ကိုမော့ကြီးကနတ်တူတော်စင်ခုနကအတုံးပြလိုက်တာကရှေးဟောင်းဖရိုဖရဲ့အစိမ်းငွေဝင်ကပါကြီးများလားလို့မေးလိုက်တယ်။လီယန်ကမျက်လုံးပြူသွားပြီးစိတ်ဆိုးဆိုးနဲ့ပါဝင်ကပါလဲ။ငါရေချိုးခန်းကဘွိုင်းလာစုပ်ကြီးလေး15နှလုံးလုံးအညံ့စားကြောင်မီသွေးတွေရှို့ထားတာမိကိုကောင်းတိုင်ထဲမှာဘက်ထရီအက်ဆစ်ရည်တတန်လောက်စုနေတာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကငါ့ကို3ခါတောင်တန်ရိုက်ထားတာကွ။နားလေလားလို့ပြန်អော်လိုက်တယ်။ဒါပေမဲ့မန်ချန်းနဲ့မြို့သူမြို့သားတွေရဲ့မျက်လုံးထဲမှာတော့ဒါကအတုမရှိတဲ့နတ်ဖျားတွေရဲ့တန်ခိုးပဲစစ်တီတွေအားလုံးမြေကြီးပေါ်ဝစ်သွားပြီးနတ်သူတော်စင်ရဲ့တန်ခိုးအာဏာတော်ပါပဲဆိုပြီးဟိဟောက်လိုက်ကြတယ်။တိုက်ပွဲအပြီးမှာရင်ကျန်းကလီရန်ရှိကိုရောက်လာပြီးဒီကနေ့တိုက်ပွဲမှာနတ်သူတော်စင်ကတကိုးတော်အစွမ်းနဲ့ရန်သူတသိန်းကိုစုတ်ခွာစေခဲ့တယ်။ဒါကချင်းမင်းဆက်ကြီးရဲ့ကံကောင်းမှုပြည်သူပြည်သားတွေရဲ့ကံကောင်းမှုပါပဲလို့ပြောတယ်။လီယန်ကတောက်ပနေတဲ့အနီရောင်ဟွာဆန်းအဆင့်မိစ္ဆာအမျိုးတွေတခုကိုကောက်ကင်လိုက်တော့အဲ့ဒီအမျိုးတွေကသူ့လက်ဖွားတွေကိုဓာတ်ရိုက်ပြောဝင်သွားတယ်။လီယန်ကငါဆုပ်ယူလိုက်ပြီပဲလို့ရေရွတ်လိုက်တယ်။ရင်ကျန်းကဘေးကနေကြည့်ပြီးရင်တက်ရှုမောဖြစ်ကစိတ်ထဲမှာဟွာဆန်းအဆင့်မိစ္ဆာကျင့်ကြံသူရဲ့မူလမိစ္ဆာအမျိုးတွေကသူတော်စင်ရဲ့လက်ထဲမှာစက္ကန့်ပိုင်းတွင်းမှာတင်အနှစ်သာရရဲ့သုံးပုံတစ်ပုံနီးပါးကိုဆုပ်ယူခံလိုက်ရတယ်။ဒီလိုဆုပ်ယူနိုင်စွမ်းကမဟာယာနအဆင့်ဘိုးဘေးတွေတောင်မလုံနိုင်ဘူး။သူတော်စင်ကတကယ်ကိုအနက်ရှိုင်းကိုခံမှန်းလို့မရတဲ့သူပဲလို့တွေးနေတယ်။ပြီးတော့သူကမြို့အောက်ကရလာတဲ့စစ်ပွဲလက်ယုံပစ္စည်းတွေအကုန်လုံးကိုစရင်တွင်းလိုက်ဝိညာဉ်ကြောက်တုံးတုံးတောင်မလျှော့စေနဲ့အားလုံးကိုနတ်သူတော်စင်ရှိကိုပို့ပေးလိုက်လို့အမိန့်ပေးတယ်။ခဏကြာတော့လင်းလက်နေတဲ့မိစ္ဆာအမျိုးတွေနဲ့အစင်းမြင့်ဝိညာဉ်ကြောက်တုံးတွေစုပုံထားတဲ့တောင်ပူစာလေးတစ်ခုလီယန်ရှိမှပေါ်လာတဲ့လီယန်ကဒီပစ္စည်းတွေနဲ့ဆိုငါတော့တသက်စားမကုန်တော့ဘူးဆိုပြီးပြောနေလေရဲ့လီယန်ကတန်မိုးဖြတ်မရတဲ့ရတနာပုံကြီးကိုကြည့်ပြီးအကိုကြီးဒါတွေကများလုံးပါတယ်ကျွန်တော်ကိုယ်တော်ကငါလို့ပြောလိုက်တယ်ရင်ကျန်းကအားရပါရလက်ဝဲရမ်းပြလိုက်ပြီးထားเสียမလောက်ရင်နောက်ထပ်တစ်ခန်းထပ်ဖွင့်လိုက်နတ်သူတော်စင်ကကျမ်းပေမျိုးကစစ်တီနဲ့ပြည်သူ3သိန်းကိုကယ်တင်ခဲ့တာဒီလောက်စစ်ပွဲလက်ယုံပစ္စည်းလေးတွေကဘာမှမဟုတ်ပါဘူးကိုတော်ကရှမ်းရံမျိုးရဲ့မြေကရန်တွေကိုတော့သူတော်စင်ရဲ့နာမည်ပြောင်းပေးချင်နေတာလို့ပြောလိုက်တယ်ဒါဆိုလဲကျွန်တော်အာမနာတော့ဘူးနော်လို့လီယန်ကပြုံးဖြီးပြီးနဲ့စစ်ပွဲလက်ယုံပစ္စည်းတွေအကုန်လုံးကိုရေချိုးခန်းစီချက်ချင်းပြောင်းရွှေ့လိုက်တယ်ပြီးတော့တေးတက်လက်ပါတဲ့တစ်တာလေးတစ်ခုတည်းကနေအယိုးပလွေတစ်လက်ကိုထုတ်ပြီးလီယန်ကိုပေးလိုက်တယ်ဒါကမိစ္ဆာစစ်သူကြီးရဲ့မူလမော်လက်နက်ယုံမင်းအယိုးပလွေပဲဟွာဆန်းအဆင့်အကောင်းဆုံးတိုက်ခိုက်ရေးမော်လက်နက်ပါနတ်သူတော်စင်ကဂယုမဆိုင်ဘူးဆိုတာသိပေမဲ့အမတ်တရလေးအနေနဲ့တင်ထားလိုက်ပါလီယန်ကခပ်ပေါ့ပေါ့ပဲလှမ်းယူလိုက်ပြီးโอเคနောက်ကြရင်ဆိုင်ရဲ့အဖိုးတန်ပစ္စည်းအနေနဲ့ကောင်တာမှာတင်ထားလိုက်မယ်လို့ပြောလိုက်တယ်ရင်ကျန်းကရုတ်တရက်မျက်နှာကိုလေးနဲ့သွားပြီးကိုတော့မှပြောစရာတစ်ခုရှိသေးတယ်ဒီတိုက်ပွဲအပြီးမှာကိုတော့တစ်ခုကိုသဘောပေါက်သွားတဲ့ချင်းမင်းဆက်ရဲ့ကျင့်စဉ်စနစ်ကအခြေခံကစပြီးပုတ်ပွားနေပြီပဲလို့ပြောတယ်ဘာဖြစ်လို့လဲလီယန်ကပြန်မေးတယ်ရင်ကျန်းကကိုတော်တလောကလုံးကိုစိုးမိုးခဲ့တယ်ဒါပေမဲ့ဟိုဝိညာဉ်စုပ်တန်ချက်ကတွေနဲ့တွေ့တော့အကုန်လုံးမျက်စိကန်းကုန်နဲ့နတ်သူတော်စင်ကိုပြန်ကြည့်လိုက်တော့ရေချိုးဆက်ပြရေဖိအားမြင့်တဲ့တန်ငွေဝိညာဉ်စွမ်းရင်တစ်ခုမှမသုံးဘူးအကုန်လုံးကတန့်စင်တဲ့ယူပဗေဒနဲ့ဓာတုဗေဒလမ်းစဉ်တွေကြီးပဲရလက်ကတော့စစ်တပ်တသိန်းလုံးပြိုကွဲသွားတယ်နတ်သူတော်စင်တင်ပေးတဲ့ခြေတုံးတဲ့ပညာကအခြေခံအားဖြင့်တန့်စင်တဲ့ရုပ်ပိုင်းဆိုင်ရာအယိုးထုတ်တာပဲဘူးဆုပ်တဲ့ပညာကလည်းအခြေခံအားဖြင့်တန့်စင်တဲ့ရုပ်ပိုင်းဆိုင်ရာအစိတ်ထုတ်တာပဲဒီနေ့စစ်မြေပြင်မှာဖြစ်သွားတာတွေအကုန်လုံးအပါဝင်ဒါတွေအားလုံးကဝိညာဉ်စွမ်းရင်စနစ်ကိုကျော်လွန်နေတဲ့မဟာလမ်းစဉ်တွေကြီးပဲလီယန်ကခေါင်းကုပ်လိုက်ပြီးခမ ्या ကဘာပြောချင်နေတာလဲလို့မေးလိုက်တယ်ဧကရစ်ကလီယန်ကိုနက်နက်ရှိုင်းရှိုင်းအယိုးအသေးပေးလိုက်ပြီးကိုတော်ကသူတော်စင်ရဲ့လမ်းစဉ်ကိုတုံးပြီးချင်းမင်းဆက်ရဲ့ကျင့်စဉ်မူဝါဒကိုအသစ်ပြောင်းလဲခြင်းနဲ့အဟောင်းတွေကိုဖျက်သိမ်းပြီးစီးမြင့်တစ်တွေချမှတ်မယ်3ရက်နေရင်ကိုတော်နိုင်ငံတဝန်းကိုတော်ဝင်အမိန့်ကြေညာစာထုတ်ပြန်မယ်အဲ့ဒီအချိန်ကျရင်ဆရာကသင်ခန်းစာတွေထပ်ပြီးပေးသနာဖို့မျှော်လင့်ပါတယ်လီယန်ကဘာမှနားမလည်တဲ့မျက်နှာနဲ့သင်ခန်းစာဘာသင်ခန်းစာလဲလို့မေးလိုက်တယ်3ရက်အကြာချင်းမင်းဆက်ရဲ့ညီလာခံမှာတော့ဧကရစ်ကအရှိန်ဝါကြီးတဲ့ငကားပလင်ပေါ်မှာထိုင်ရင်ကျမ်းပေမျိုးကြီးမားတဲ့အောင်ပွဲရန်သူတောင်းချီကိုတက်ဖြတ်နိုင်ခဲ့ပြီးတသိန်းကိုစုတ်ခွာစေခဲ့ပါတယ်ဆိုတဲ့အစီရင်ခံစာကိုနားထောင်နေတယ်ဧကရစ်ရဲ့ဩဇာရှိတဲ့အတန်ကြီးကမန်ချမ်းပင်မလဲလို့မေးလိုက်တယ်
မန်ချန်းကဒူးတစ်ဖက်ထောက်လိုက်ပြီးကျွန်တော်မျိုးရှိပါတယ်လို့ထူလိုက်တယ်ဒီတိုက်ပွဲရဲ့ပထမဆုံးအကျိုးဆောင်စစ်သူကြီးချုပ်ကိုနိုင်ငံတော်အဆောက်အအုံချီးတွန်းစစ်သူကြီးချုပ်အဖြစ်ရာထူးတိုးမြင့်ပေးလိုက်တယ်မုံချန်းကစိတ်လှုပ်ရှားစွာနဲ့ကျေးဇူးတော်ကြီးမားလာပါတယ်လို့ပြောတယ်ဧကရစ်ကမတ်တက်ရက်လိုက်ပြီးကိုတော့အမိန့်ကိုနာခံကြဒီကနေ့ကစပြီးချင်းမင်းဆက်ကချီးတွန်းခြင်းမဟာလမ်းစဉ်ကိုနိုင်ငံတော်ရဲ့ပထမဆုံးဘာသာအဖြစ်သတ်မှတ်လိုက်တယ်ချင်းမင်းဆက်ရဲ့ပြည်သူပြည်သားအားလုံးစာပေသမားပဲဖြစ်ဖြစ်စစ်တီပဲဖြစ်ဖြစ်ဒီပညာကိုမဖြစ်မနေလေ့လာရမယ်လို့ကြေညာလိုက်တယ်အမတ်ကြီးတယောက်ကအမြန်တူးထောက်ကအရှင်မင်းကြီးဒီကိစ္စကိုထပ်ပြီးစဉ်းစားဖို့မလိုဘူးလားလို့အတနာခံတယ်ဧကရစ်ကအတန်မမာနဲ့ဘာကိုထပ်စဉ်းစားရမှာလဲကျမ်းပေမျိုးတိုက်ပွဲမှာမိစ္ဆာစစ်တပ်တသိန်းရဲ့ဝိညာဉ်စွမ်းအင်တိုက်ခိုက်မှုတွေအကုန်လုံးအသုံးမဝင်တော့ဘူးဘသူကကယ်ခဲ့တာလဲခြေတွန်းနှက်တူတော်စင်ပဲရေချိုးခြင်းလမ်းစဉ်ပဲခြေတွန်းခြင်းမဟာလမ်းစဉ်ရုပ်ပိုင်းဆိုင်ရာအယိုးစေးကြောခြင်းဓာတုဗေဒတန်ချက်ကဖောက်ခွဲခြင်းအပူစွမ်းအင်အစိတ်ဖယ်ရှားခြင်းဒါတွေကမှဝိညာဉ်စွမ်းအင်ရဲ့အဟန့်ဓာတ်တွေကိုကျော်လွန်နိုင်တဲ့အဆုံးစွန်လမ်းစဉ်ပဲလို့ကျိမ်းမောင်းလိုက်တယ်အမတ်ကြီးလဲကြောက်လန့်ပြီးအတန်တော်မထွက်ရဲတော့ဘူးဧကရစ်ကဆက်ပြီးအမိတ်တော်ဒုတိယအချက်ဒီကနေ့ကစပြီးချင်းမင်းဆက်တော်ဝင်ပညာရေးကျောင်းတော်မှာခြေတွန်းကျောင်းတော်ကိုတိုးချက်တည်ထောင်မယ်မန်ထန်းကကျောင်းအုပ်ကြီးတာဝန်ယူရမယ်သင်ခန်းစာတွေကိုကိုလိုနက်ပြည်ကနေပင့်ဆောင်လာမယ်ပထမဆုံးကျောင်းသားအတုပ်ကဒီနေရာမှာထိုင်နေတဲ့မင်းတို့တွေကစမယ်တတိယအချက်နန်းတွေသမားတော်ကြီးကကိုတော့ကိုနှစ်ပေါင်းများစွာအစိတ်ဆေးလုံးတွေတိုက်ခဲ့တဲ့ယာရုကဖြုတ်ပြီးထောင်ချလိုက်တော်ဝင်စေးကန်းကိုချင်းမင်းဆက်ခြေတွန်းစေးကူခန်းအဖြစ်နာမည်ပြောင်းမယ်သမားတော်အားလုံးခြေတွန်းဆရာအဖြစ်အလုပ်ပြောင်းရမယ်၃လအတွင်းစာမွေးပွဲမအောင်တဲ့သူတွေကိုမြောက်ပိုင်းနယ်စပ်ကိုပို့ပြီးဝန်ပလွေတွေကိုခြေတွန်းပေးခိုင်းမယ်အဲ့ဒီနောက်ဧကရစ်ကဘေးကမန်ထန်းကိုဟုတ်ပြီကိုတော်သင်ခန်းစာစရင်တစ်ခုလိုတယ်မန်ထန်းမင်းနဲ့သူတော်စင်ကိုတွားမေးကြည့်အကျန်းစာခြေတွန်းတစ်ဖက်ဘူးဆုပ်ခွက်ရေချိုးဆက်ပြကြီးချင်းမင်းဆက်ကအများကြီးဝယ်ဖို့လိုတယ်နောက်ပြီးသူတော်စင်ကိုပါမေးလိုက်အဲ့ဒီရေဖီအားမြင့်တနက်ဆိုတဲ့မော်လက်နက်ကရောအများကြီးထုတ်လုပ်လို့ရမလားလို့ဆိုပြီးတီးတို့မှကြားလိုက်တယ်ချင်းမင်းဆက်ရဲ့စစ်တပ်ထဲမှာတော့ရေချိုးကြီးတွန်းဘာသာကြီးစတင်နေတာဗျာမန်ချန်းကစင်မြင့်ပေါ်မှာမတ်တက်ရက်ပြီးစစ်တပ်တစ်ခုလုံးအမိန့်နာခံကြဒီနေ့ကစပြီးနေ့စဉ်လေ့ကျင့်ခန်းကို၃ပိုင်းခွင့်မယ်မနက်ပိုင်းအပြန်လန်ကြီးတွန်းမယ်နေ့လယ်ပိုင်းဘူးဆုပ်မယ်ညနေပိုင်းရေစိမ့်မယ်အရှင်မင်းကြီးရဲ့ကိုပိုင်အမိန့်ပဲ၃လအတွင်းခန္ဓာကိုယ်ကြန့်ခိုင်မှုမပြည့်မီတဲ့သူတွေလစာဖြတ်မယ်လို့အော်ဟစ်လိုက်တယ်အောက်ဖက်မှာတော့စစ်သားတယောက်ကနာလုံးလို့အန်ချိတ်ခံနေရင်မင်းနည်းနည်းဖြည်းဖြည်းလုပ်ပါကွာငါအရေးခွန်တွေပောက်ကုန်ပြီဆိုပြီးပြောနေတာပေါ့သူ့ကိုကြီးတွန်းပေးနေတဲ့စစ်သားကလည်းစစ်သူကြီးကအားထည့်လို့ရမယ်လို့ပြောထားတယ်ဟိုတတမတ်တရင်ကအကောင်တွေကိုကြည်စံသွေးတွေတောင်ထွက်နေပြီသွေးထွက်မှအစွမ်းပြတယ်လို့ကြားတယ်ကွာလို့ပြန်អော်တယ်ချီပဲနတ်သူတော်စင်တွန်းတာကအစိတ်တွေလေငါတို့ကိုပေါ်မှာအစိတ်မရှိတာပါဇက်ပိတ်ထားမင်းစီမှာအစိတ်ရှိမရှိမင်းပြောရမှာမဟုတ်ဘူးတွန်းချလိုက်တဲ့ကြီးကပုံမဲလေအစိတ်ပူပြင်းလေပဲမြန်မြန်တွန်းဒုစစ်သူကြီးတယောက်ကချွေးတန်တရဲရဲနဲ့မန်ချန်းနာကိုပြေးလာပြီးစစ်သူကြီးချုပ်တတိယတရင်ကအုပ်စုရဲ့စာမှုပွဲရလက်ထွက်လာပါပြီအကုန်လုံးကြပါတယ်36ယောက်ကအရေးပြားပုံးမဲ့တန်ရာရတယ်2ယောက်ကခန္ဓာကိုယ်ကာကွယ်မှုပေါက်ပြဲသွားတယ်1ယောက်ကတော့တွန်းရင်းနဲ့ငိုသွားပါတယ်လို့အစီရင်ခံတယ်မန်ချန်းကမျက်မှောင်ကုပ်လိုက်ပြီးငိုတာဘသူလဲလို့မေးလိုက်တော့ဒုစစ်သူကြီးကတရွေးမျိုးချလိုက်ပြီးစစ်သူကြီးရဲ့တာပါလို့ဖြေတယ်မန်ချန်းကအေးဆက်ဆက်နဲ့နှစ်ဆတိုးဆိုပြီးအမိတ်ပေးလိုက်ပါအရာရှိတယောက်ကတန်းစီနေတဲ့စစ်သားတွေကိုစက်ကူလက်မှတ်တရွက်ကိုမြောက်ပြပြီးဒီကနေ့ကစပြီးကြည်လင်ရီချိုးစင်တာရဲ့ကူပုံလက်မှတ်ကိုချင်းမင်းဆက်ရဲ့အထူးအဆင့်ငွေကြေးဖြစ်သတ်မှတ်လိုက်တယ်အဆင့်မြင့်ဝိညာဉ်ကြောက်တုံးနဲ့တန်မိုးတူလဲလှယ်နိုင်တယ်ဒီလက်မှတ်ကိုကိုင်ဆောင်ထားသူတိုင်းနက်ပြည်ကိုတွားပြီးနတ်သူကိုယ်တိုင်ခြေတွန်းပေးတာကိုတစ်ချိန်ခံစား권ရှိတယ်လို့ကြေညာနေတယ်ခေတ်သစ်မျိုးပြရဲ့ညဘက်ကိုပြန်ရောက်သွားတဲ့လီယန်ကရေချိုးခန်းတကားပိတ်ပြီးခုမှအနားယူရင်းဖုန်းကြည့်နေတာလေအနက်ရောင်ဖင်ကားတစ်စီးကရေချိုးကန်အပြင်ဘက်ကအမောင်လန်းကြားလေးထဲမှာရက်နေတဲ့ကားထဲမှာတော့လူဆိုးကြီးတွေစစ်စင်ရေးအတွက်ပြင်ဆင်နေကြတယ်ခေါင်းဆောင်ဓာတ်တန်ရာနဲ့လူကနေရာအတီးပြုတ်ပြီးလာမေးတော့ဝန်နာဟိုင်ကအတီးပြုတ်ပြီးအဲ့ဒီကောင်လေးကညတိုင်း7 နာရီဆိုဆိုင်ပိတ်တယ်ပိတ်ပြီးရင်အဲ့ဒီ VIP 3ခန်းထဲမှာမနက်2 နာရီ3 နာရီလောက်အထိနေတတ်တဲ့ဆိုင်ထဲမှာသူတယောက်တည်းပဲလုံခြုံရေးလည်းမရှိဘူး CCTV လည်းမရှိဘူးလို့ဖြစ်ပြောတယ်စုပ်လန်းရောလို့မေးတော့အနောက်ဘက်လမ်းကြားမှာမိသက်လမ်းကြောင်းတစ်ခုပဲရှိတယ်ငါလူတယောက်ကိုအပြင်ကနေပိတ်ခိုင်းထားတယ်လို့ဝန်နာဟိုပြန်ဖြေတယ်ဓာတ်တန်ရာနဲ့လူကတနက်ကိုကြီးထိုးရင်းအရှင်ဖမ်းပါလားငါတဲ့သူကအရှင်လိုချင်တာကြားရတဲ့လောက်တော့သူ့စီမှာအစင်းမြင့်ရှားပါတတုပုံဆောင်ခဲတွေရနိုင်တဲ့လမ်းကြောင်းတစ်ခုရှိတယ်တဲ့ဖမ်းသွားပြီးပစ္စည်းပဲကရလဲတေချာမေးပြီးမှရှင်းပြမယ်လို့မေးတော့ဝန်တာဟိုင်ကစိတ်ချတေချာပေါက်ပူပေါင်းမှာပါအဲ့ဒီကောင်လေးကိုသာဖယ်ထုတ်နိုင်ရင်သူ့မြေကွက်ကလို့ပြောနေရင်ဓာတ်တန်ရာနဲ့လူကမြေကွက်ကမင်းကိစ္စလေးငါတို့ကလူကိုခေါ်သွားဖို့ပဲတာဝန်ယူတာစစ်စင်ရေးအချိန်ကမနက်ဖြန်မနက်တနာရီဆိုပြီးစကားကိုဖျက်ပြောလိုက်တယ်ညတကောင်ရအချိန်လီယန်ကလင်းလက်နေတဲ့အမျိုးတွေပေါ်လို့ပေါ်နေတဲ့ရေကန်ထဲမှာတင်းပြင်းခွေထိုင်ရင်းမျက်စိမိတ်အနားယူနေတယ်သူကမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးလူလာတယ်အနည်းဆုံး3ယောက်ပဲလို့ရေရွတ်လိုက်တယ်ဒိုင်းဆိုတဲ့အတန်ကြီးနဲ့အတူရေချိုးစင်နာရဲ့တကားကြီးကိုအကြမ်းဖက်ဖြက်စီးပြီးဖွင့်လိုက်တဲ့အတန်တိတ်ပြောင်းတက်ထားတဲ့တနက်ကိုစီနဲ့လက်နက်ကင်လူမိုက်3ယောက်ဝင်လာပြီးတမိအလင်းရောင်ကလီယန်ပေါ်တက်ကြနေတယ်ဓာတ်တန်ရာနဲ့လူကတနက်ကိုချိန်ထားရင်းမလုံနဲ့လို့អော်လိုက်တယ်လီယန်ကခေါင်းကိုစောင်းလိုက်ပြီးမျက်လုံးကိုလက်နဲ့ကာဘရာသာမင်းတို့လက်နဲ့တမိကအားဘလောက်တောင်ရှိတာလဲမျက်စိကျိန်းလိုက်တာလို့ပြောလိုက်တော့ဓာတ်တန်ရာနဲ့လူကဒေါသထွက်သွားပြီးပါဆက်ပိတ်ထားမင်းလက်နှစ်ဖက်ကိုငါမြင်ရတဲ့နေရာမှာထားဖြည်းဖြည်းချင်းမတက်ရက်စမ်းလို့អော်တယ်လီယန်ကရေထဲကနေမတက်ရက်လိုက်ပြီးအေးအေးဆေးဆေးပဲโอเคလေမင်းခဏလေးစောင့်ဦးလို့ပြောလိုက်တယ်လက်မြောက်ထားလီယန်ကဂယုမဆိုင်ပဲဘေးနာကပန်းရောင်ဆက်ပြခဲလေးတစ်ခဲကိုကောက်ကင်လိုက်ပြီးငါအရင်တုတ်လိုက်အောင်မယ်ရမလားချမ်းလို့ပြောလိုက်တယ်ဓာတ်တန်ရာနဲ့လူကလုံးဝစိတ်မရှိတော့ပဲငါမလုံနဲ့လို့ပြောနေတယ်နော်နောက်ဆုံးအကြိမ်တတိပေးတာပဲလို့អော်လိုက်တယ်တိုးညင်းတဲ့တနက်တန်တစ်ချက်နဲ့အတူကြည်စံတတောင်းကလီယန်ရဲ့ရင်ဘက်ကိုတက်တက်မှန်သွားတယ်
ဒါပေမဲ့သွေးတွေပန်းထွက်လာတဲ့မြင်ကွင်းမျိုးမပေါ်လာဘူးကြည်စံကလီယန်ရဲ့တန်မာတဲ့ရင်ဘက်ကြွသားတွေကိုထိမှန်ပြီးပြန်ကန်ထွက်သွားကကျမ်းပြင်ပေါ်ပြုတ်ကျသွားတာဗျာလီယန်ကအေးစစ်စစ်ပဲဆိုတော့ဟိုလူကစက်တိုက်ဖြစ်ပေမဲ့ကြည်စံတွေကလီယန်ကိုယ်ထဲဝင်မသွားပဲကျမ်းပြင်ပေါ်တွေချီကျသွားတာတခန်းလုံးတိတ်ဆိတ်သွားတဲ့လူဆိုးတယောက်ကထစ်ထစ်အနဲ့ boss သူ့အရေးပြားအောက်မှာတန်ပြားခံထားတာများလားလို့မေးလိုက်တယ်လီယန်ရဲ့ကောင်းထဲမှာတော့နတ်သူတော်စင်ရဲ့စိတ်လျောက်အရာခတ်သိန်းကမော်လက်နက်ဖြစ်သွားနိုင်တယ်ဆိုတဲ့အေကရီရဲ့အတန်တွေပဲ့တင်ထက်နေတယ်သူကသူ့ရှိကလူတွေကိုစိုက်ကြည့်ပြီး brother မင်းတို့ကိုဝန်တာလုံးခေါ်လိုက်တာမလားငါခက်မှန်းတာမှန်သွားပြီးထားလိုက်ပါတော့လေလို့ပြောလိုက်တယ်စကားလဲဆုံးရောသူကလက်ညှိုးကိုအပြူလာအဲ့ဒီနူးညံ့တဲ့ပန်းရောင်ဆက်ပြခဲလေးဟာအမြောက်ဆန်တစ်ခုလိုပြစ်ထွက်သွားတဲ့ဆက်ပြခဲကမယုံနိုင်တော့တဲ့အချိန်နဲ့တနက်ကင်ထားတဲ့လူမိုက်ရဲ့ရင်ဘတ်ကိုဖောက်ထွင်းသွားပြီးအချိန်မသေးပဲနောက်ထပ်လူမိုက်တစ်ယောက်ကိုပါလွင့်ထွက်သွားစေတယ်အနောက်မှာပုံနေတဲ့ဝန်တာလုံးကတော့ကြောက်လန့်တကြားဖြစ်နေပြီလေလီယန်ကအေးစစ်စစ်ပဲမင်းကိုအခွင့်အရေးပေးမယ်ဆိုပြီးပြောလိုက်တော့ဝန်တာလုံးလည်းပြေးပါလေရာနောက်ထပ်ဆက်ပြခဲတစ်ခဲကိုပြစ်လိုက်တာဝန်တာလုံးရဲ့ဒုက္ခကွေးကိုတက်တက်မှန်သွားတယ်လီယန်ကသူ့ရှိကိုရှောက်သွားပြီးအထက်စီးကနေကြည့်ကဝန်တာလုံးမင်းကမနှက်ဖြန်မင်းဘာသာတော့အဖမ်းခံလိုက်မြေတူးဆက်ကိစ္စငွေတိုးကိစ္စဒီညကိစ္စတွေအကုန်လုံးတစ်ခုချင်းစီမင်းဘာသာရှင်းပြလိုက်တော့လို့ပြောလိုက်တယ်အားလုံးကိုရှင်းလင်းပြီးနောက်လီယန်ကကောင်တာစီပြန်လာပြီးရဲစခန်းကိုဖုံးဆက်လိုက်တယ်ဟဲလိုမြောက်ပိုင်းလမ်းဟောင်းကကြည်လင်ရီချိုးစင်တာမှာတနက်ကင်ပြီးတပြက်လာတိုက်လို့၃ယောက်ကိုဖမ်းထားလိုက်ပြီးတစ်ယောက်ကခြေထောက်ကျိုးသွားလို့ပြေးလို့မရတော့ဘူးဟုတ်တယ်ငါကပိုင်ရှင်ပဲငါဘာမှမဖြစ်ဘူးမင်းတို့လာတာစောင့်နေမယ်ဖုံးချလိုက်ပြီးသူ့လက်ထဲမှာကြံနေတဲ့ပန်းရောင်ဆက်ပြခဲတဝက်ကိုကြည့်ကအရေးသွေးပိုကောင်းတဲ့ဆက်ပြခဲဝယ်မှရမယ်နောက်တစ်ခါလက်စစိတ်သုံးရမယ်ပုံမအောင်လို့ဆိုပြီးပြောနေသေးတာအဲ့ဒီအချိန်မှာပဲစပွဲပေါ်ကဖုန်းစကရင်လင်းလာပြီး message အသစ်တစ်ခုဝင်လာတယ်ရှင့်ရဲ့ဆေးရည်ချိုးဖော်စံနည်းကိုကျွန်မအရန်စိတ်ဝင်စားပါတယ်မနက်ဖြန်ညနေ3နာရီချွေဟူလက်ဖက်ရည်ဆိုင်ကိုလီယန်လာခဲ့ဖို့မျှော်လင့်ပါတယ်စူပင်းရောက်လီယန်ကအဲ့ဒီ message ကိုကြည့်ပြီး VIP အခန်း3မှာရှိတဲ့တခြားကဘာကိုသွားတဲ့အပြာရောင်တကားပေါက်စီကိုရှောက်သွားလိုက်ပါတော့တယ်